ချမ်းသာကြောင်းတရား12ပါးတဲ့စတင်ပြီးတော့နှလုံးသွင်းကြည်ညိုကြရအောင်ဗျာအတ္တံပိဇာတံပိဒုက္ခန္တာယဒုဋ္ဌိဒုက္ခာယဣတရိတရေနပုညံဒုက္ခံဇီဝိတသင်္ခယံပိသဗ္ဗတဒုက္ခတာဒုက္ခံပဟာနံအတ္တမိအမှုကိစ္စကြီးငယ်တို့သည်ဇာတံပိဖြစ်ပေါ်ရလာလက်သည်ရှိသောသာယာမိကောင်းဆွေကောင်းတို့သည်ဒုက္ခချမ်းသာကြောင်းတည်းဣတရိတရေနယတတမြသောဥစ္စာပစ္စည်းတို့ဖြင့်ယာတုတ်တိအကျဉ်တင်းတင်းရောင်ရဲနှစ်သက်နိုင်ခြင်းသည်အဋ္ဌိတန္တိရှိပါကုန်၏သာတုတ်တိထိုကဲ့သို့သောရောင်ရဲတင်းတင်းနိုင်ခြင်းသည်ဒုက္ခချမ်းသာကြောင်းပါပေတည်းဇီဝိတာသင်္ခယံပိအသက်ကုန်ငါနီးအခါကာလ၌ပုံညာကုသိုလ်ကောင်းမှုသည်ဒုက္ခံချမ်းသာ၏သဗ္ဗတာဒုက္ခတာလုံးစုံသောဝိဆင်းရဲတို့ကိုပါဏံပေရှားလိုက်ရခြင်းသည်ဒုက္ခံချမ်းသာ၏ပထမဂါထာဖြင့်ချမ်းသာ၄မျိုးမြတ်စွာဘုရားဟောပြပါတယ်ထပ်ပြီးတော့နားထောင်ကြည့်မယ်အတ္တမိအမှုကိစ္စကြီးငယ်တို့သည်ဇာတံပိဖြစ်ပေါ်လာလက်သည်ရှိသောသာယာမိကောင်းဆွေကောင်းတို့သည်ဒုက္ခချမ်းသာကြောင်းတည်းအမှုကိစ္စကြီးငယ်တစုံတရာကျုံလာပြီပြဿနာကြီးငယ်တစုံတရာကျုံလာပြီဆိုရင်မိတ်ဆွေကောင်းရှိမှချမ်းသာမယ်တဲ့ပိဋကရဲ့အမှုကိစ္စကြီးငယ်တစုံတရာကျုံလာရင်ဘာရှိမှချမ်းသာမယ်အဲ့ဒါဘဝမှာနံပါတ်1မရှိမဖြစ်လိုအပ်တဲ့ချမ်းသာလို့ခေါင်းထဲမှာအဲ့ဒါလိုမှတ်ခဲ့ရမယ်ဣတရိတရေနာယတတမြသောဥစ္စာပစ္စည်းတို့ဖြင့်ယာတုဋ္ဌိခြင်းရောင်ရဲခြင်းသည်အဋ္ဌိတန္တိရှိပါကုန်၏သာတုဋ္ဌိထိုကဲ့သို့သောရောင်ရဲခြင်းသည်ဒုက္ခချမ်းသာ၏ရာတာနဲ့ကျင့်နိုင်တယ်ကိုဖြစ်နေတဲ့အခြေအနေလေးကိုရောင်ရဲနိုင်တဲ့တင်းတိမ်နိုင်တယ်ဆိုရင်ဘဝမှာနံပါတ်1ဒုတိယမြောက်ချမ်းသာကိုရပါပြီတဲ့သဗ္ဗတာဒုက္ခတာလုံးစုံသောတန်မြာဝဆင်းရဲကိုပါဏံပေရှားလျာခြင်းသည်ဒုက္ခချမ်းသာလာပါပေ၏ဒီချမ်းသာကြတော့သိအစစ်မြင့်အရဟတမေအရဟတဖို့ကိုဆိုလိုတာဘဝတန်မြာကိုတဖန်လေစီတဲ့ဘဝကိုတဖန်ရစီတဲ့တဏှာတည်းဟူသောတရားစိုးကိုအမြင့်ပြတ်ပယ်တတ်နိုင်တဲ့အရဟတဖို့အရဟတမေအရဟတဖို့ရခြင်းသည်ဘဝတန်တရားတည်းဟူသောဒုက္ခဆက်ကြီးကိုအပြီးတိုင်ဖြည့်ဆည်းလိုက်တာဖြစ်တဲ့အတွက်ကြောင့်သူရီသာလင်တကယ်ချမ်းသာအစစ်ချမ်းသာမှန်တဲ့အဲ့ဒါပထမဂါထာဖြင့်မြတ်စွာဘုရားဟောပြတဲ့ချမ်းသာဒုက္ခ၄မျိုးဟုတ်ရလားဦးဇင်းတို့လူငယ်ဒီဘဝကစပြီးတော့လောကီလူလေးကစပြီးတော့တဖြည်းဖြည်းနဲ့အစစ်မြင့်တဲ့ချမ်းသာကိုမြတ်စွာဘုရားညွှန်ကြားသွားတာလို့ဦးဇင်းတို့သဘောပေါက်တယ်ဟုတ်လားအေးဂါထာ၃ပုဒ်တဂါထာလည်းချမ်းသာဒုက္ခ၄မျိုးခုဒါပထမဂါထာနဲ့ပြောပြတဲ့ချမ်းသာဒုက္ခ၄မျိုးအဲ့ဒါကိုဦးဇင်းတို့နာရီဝက်လောက်အချိန်ယူပြီးတော့ရှင်းကြည့်ရအောင်နော်နံပါတ်1အမှုကိစ္စကြီးငယ်တစုံတရာကျုံလာရင်မိတ်ဆွေကောင်းရှိမှချမ်းသာမယ်တဲ့ဒါလေးကိုဦးဇင်းတို့ပြောကြည့်ရသိမှန်တဲ့စကားပဲလောကီအကျိုးစီးပွားပဲဖြစ်စေလောကုတ္တရာအကျိုးစီးပွားပဲဖြစ်စေမိမိတို့ရကျင်တယ်ဆိုလို့ရှိရင်မိတ်ဆွေကောင်းဆိုတာမရှိရင်ဘယ်လိုနည်းနဲ့မှမရနိုင်ဘူးဒီမှာတော့မြတ်စွာဘုရားကပေါ်လွင်အောင်ထင်ရှားအောင်ပြောတယ်ဘယ်လိုခါကာလမျိုးမှာမိတ်ဆွေရဲ့တန်ဖိုးမိတ်ဆွေရဲ့အည်အသွေးမိတ်ဆွေရဲ့လိုအပ်ချက်ဟာထင်ရှားလာလဲဆိုလို့ရှိရင်အမှုကိစ္စကြီးငယ်တစုံတရာကျုံလာရင်လို့ဒီလိုပြောတယ်လူဘဝကြီးဆိုတာအင်မတန်ရှုပ်ထွေးတယ်ဗျနော်တခါတခါကိုယ်မှာဖြစ်နေတဲ့ပြဿနာတွေအခက်အခဲတွေအမှုကိစ္စတွေဟာကိုယ်တယောက်တည်းဖြေရှင်းလို့ဘယ်လိုမှမရဘူးတချို့ကိစ္စတွေတချို့ပြဿနာတွေကြတော့ကြီးလွန်းလို့ကိုမိသားစုတစုတည်းနဲ့ဖြေရှင်းလို့လည်းမရနိုင်ဘူးကိုရက်ကွက်တစ်ခုတည်းနဲ့ဖြေရှင်းလို့မရတဲ့ပြဿနာတွေမရှိဘူးလားရှိတယ်ဒီကနေ့ခေတ်ဆိုရင်ကိုနိုင်ငံတနိုင်ငံနဲ့တောင်ဖြေရှင်းလို့မရတဲ့ပြဿနာတွေအခက်အခဲတွေမရှိဘူးလားရှိတယ်
အဲ့ဒီလိုကိုတူတဲ့တယောက်တည်းကိုမိသားစုတစုတည်းကိုရက်ရွာတစ်ခုတည်းဖြည့်ရှင်းလို့မရတဲ့ပြဿနာမျိုးတွေကြုံလာပြီဆိုရင်မိတ်ဆွေရဲ့တန်ဖိုးဟာအဲ့ဒီအချိန်မှာတိတိသာသာတက်လာတယ်အဲ့ဒီအချိန်မှာမိတ်ဆွေမရှိရင်အဲ့ဒါဒုက္ခရောက်တော့တာပဲဟုတ်လားဒါကြောင့်မြတ်စွာဘုရားကအမှုကိစ္စကြီးငယ်တစ်စုံတရာကြုံလာရင်မိတ်ဆွေဆိုတဲ့မိတ်ဆွေကောင်းရှိမှချမ်းသာမယ်တဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့လူငယ်တွေဘဝမှာအကြာကြီးနေကြရအောင်မယ်မိတ်ဆွေရဲ့တန်ဖိုးကိုစောစီးစွာနားလည်ပြီးတော့မိတ်ဆွေကောင်းဆိုတာကိုရှာဖွေခြင်းစိတ်ပေါက်အောင်မြတ်စွာဘုရားလက်ထက်ကအဖြစ်အပျက်လေးတစ်ခုဦးဇင်းတို့ပြောပြမြတ်စွာဘုရားလက်ထက်ကတာဝတိပြည်မှာမျိုးကောင်းသားတယောက်ကမျိုးကောင်းသမီးလေးတယောက်ကိုလက်ထပ်ဖို့ခွင့်တောင်းတယ်အဲ့ဒီလိုခွင့်တောင်းတော့မျိုးကောင်းသမီးလေးကဉာဏ်ရှိတယ်ငါကိုလက်ထပ်ချင်တာတော့ဟုတ်ပါပြီတင့်မှာမိတ်ဆွေဘယ်နှယောက်ရှိလဲလို့မေးတယ်တဲ့ပစ္စည်းတွေဘယ်လောက်ပိုင်လဲဘွဲတွေဘယ်လောက်ရလဲအဲ့ဒါမမေးဘူးဘာမေးတယ်မိတ်ဆွေဘယ်နှယောက်ရှိလဲလို့မေးတယ်တဲ့မေးတော့အဲ့ဒီလူလင်လေးကငါမှမိတ်ဆွေတော့တယောက်မှမရှိသေးပါဘူးအဲ့ဒီလိုဆိုရင်မိတ်ဆွေကိုရှာပါအောင်မိတ်ဆွေပေါင်းတင်တဲ့ပြည်စုံတဲ့တနေ့ငါကိုလက်ထပ်ဖို့အခွင့်ရပြီလို့မှတ်လိုက်ပါအဲ့ဒါနဲ့အဲ့ဒီကောင်လေးအဲ့ဒီလူလင်ကလေးဒီမျိုးသမီးလေးကိုကြိုက်တာနဲ့မိတ်ဆွေရှာရတယ်အဲ့ဒါပထမမျိုးကိုစောင့်တဲ့မျိုးစောင့်၄ယောက်နဲ့မိတ်ဆွေဖွဲ့တယ်အင်မတန်ရင်းနှီးတယ်နောက်အမတ်ကြီးတွေနဲ့ခင်တယ်တထေးကြီးတွေနဲ့ခင်တယ်နောက်ကောသလမင်းနဲ့မှရင်းနှီးတယ်နောက်အဲ့ဒါသူကမိတ်ဆွေဖွဲ့ရင်းနဲ့မိတ်ဆွေဖွဲ့ရတဲ့အရာသာမိတ်ဆွေတွေပိုးများခြင်းရဲ့အရာသာကိုသိတော့ဘုန်းတော်ကြီးတွေနဲ့လည်းသူအင်မတန်ခင်တယ်ရှင်အနန္ဒာနဲ့လည်းအင်မတန်ရင်းနှီးတယ်နောက်တော့သူမြတ်စွာဘုရားနဲ့မှယဉ်နေတယ်အဲ့ဒီလူလင်တွေကဟုတ်လားအဲ့ဒါနဲ့တာဝတိမြို့မှာသူ့ကိုအမေကဘယ်လိုနာမည်ပေးထားတယ်မသိဘူးဗျာလူတွေကတော့သူ့ကိုမိတ္တဗန္ဒကလို့ခေါ်တယ်တဲ့မိတ်ဆွေဖွဲ့တဲ့နေရာမှာလိမ္မာကျွမ်းကျင်တဲ့လူပေါ့ဟုတ်လားအဲ့ဒီတော့သူကမိတ်ဆွေတွေအများကြီးရပြီဆိုတော့သူကြိုက်တဲ့ကလေးမလေးစီသွားတာပေါ့ငါမှမိတ်ဆွေတွေအများကြီးရပြီအေးအဲ့ဒီလိုဆိုရင်တို့လက်ထပ်ကြတာပေါ့ဆိုတော့လက်ထပ်ပွဲကြီးကျင်းပတော့ဘုရင်ကြီးကအိမ်ကြီးတစ်ဆောင်လက်ဖွဲ့တယ်ဟုတ်လားအိမ်ရှင်မင်းကဘာလက်ဖွဲ့တယ်စစ်သူကြီးကဘာလက်ဖွဲ့တယ်အများကြီးရတယ်ဟုတ်လားအဲ့ဒါနဲ့ကောင်မလေးကသူကအင်မတန်ဉာဏ်ကြီးတယ်ဘုရင်ကြီးလက်ဖွဲ့တာကိုအိမ်ရှင်မင်းကိုပေးတယ်အိမ်ရှင်မင်းလက်ဖွဲ့တာကိုစစ်သူကြီးကိုပေးတယ်အားလုံးကိုကျင့်တတ်စေတယ်အဲ့ဒီလက်ထက်မင်္ဂလာပွဲကြီးချင်းချင်းတည်းကျင်းပပြီးတော့ဖျားမှုရှိတဲ့တန်ဃာတော်တွေကိုလည်းခင်မင်နဲ့ယဉ်ဤတယ်ဆိုပြီးတော့နေအိမ်မင်္ဂလာပင့်ပြီးတော့ဆွမ်းကတ်တယ်အဲ့ဒီဆုံးအနုမောဒနာတရားဟောတော့အဲ့ဒီဇနီးခင်မောအဲ့ဒီကလေးမလေးတွေသောတပတ္တိမဉ္ဇဉ်ပူဉ္ဇဉ်ကိုရတယ်ငါသိရင်အပေမြတ်ရောက်ဦးမှာလားလို့တန်တရားကြီးစိတ်အေးရတဲ့အနေအထားမျိုးအကြီးကျယ်ဆုံးသောဆုလက်ကြီးကိုရတယ်လို့ပြောလို့ရတယ်သောတပန်ဖြစ်တယ်ဆိုတာဟုတ်လားအဲ့ဒီမှာယဟန်တော်တွေကကြည်စမ်းဟောဒီကောင်လေးဟာဟောဒီကောင်မလေးကိုအကြောင်းပြုပြီးတော့လောကီစည်းဝါးနဲ့လည်းပြည့်စုံတယ်လောကုတ္တရာစည်းဝါးနဲ့လည်းပြည့်စုံတယ်သိအရာတော်တာပဲလို့ချီးမွမ်းတယ်အဲ့ဒီချီးမွမ်းတဲ့အတန်ကိုမြတ်စွာဘုရားကြားတယ်ဒီတော့မြတ်စွာဘုရားကယဟန်တော်တွေကိုစစ်သားတို့တဲ့အခုမှဒီလူလင်ဟာဒီလုံမပြိုကိုအကြောင်းပြုပြီးတော့ချမ်းသာတာမဟုတ်ရှင်းတုန်းကလည်းချမ်းသာဘူးတယ်မိတ်ဆွေရဲ့အကျိုးကိုခံစားဘူးတယ်ဆိုပြီးတော့ဦးဇင်းတို့950မှာဥက္ကုတဇတ်ဆိုပြီးတော့မှတ်တမ်းတင်ထားတာရှိပါတယ်အဲ့ဒီဇတ်တော်လေးကိုလည်းပဲဦးဇင်းတို့အချိန်ကိုကြည့်ပြီးတော့အပြေးလွှားပြောအောင်မယ်ဟုတ်လားဥက္ကုတဇတ်တဲ့တောထဲမှာရေကန်ကြီးတကန်ရှိတယ်ဘေးမှာထိမ်မင်းကြီးတပင်ပေါက်နေတယ်အဲ့ဒီထိမ်မင်းပေါ်မှာဆွန်မတကောင်နေတယ်တနေ့တော့ဆွန်ဘူတကောင်ကအဲ့ဒီဆွန်မနဲ့အတူတူနေဖို့ပြောတယ်ပြောတော့ဆွန်မကငါနဲ့အတူတူနေခြင်းလို့ရှိရင်ဟောဒီရေကန်ထဲမှာလက်ကြီးတကောင်ရှိတယ်အဲ့ဒီလက်ကြီးနဲ့မိတ်ဆွေဖွဲ့ပါလို့ခိုင်းတယ်အဲ့ဒါလက်ကြီးနဲ့မိတ်ဆွေဖွဲ့မိတ်ဆွေဖြစ်ဟိုးခြုံထဲမှာဝင်လိုငှက်ကြီးတကောင်လည်းရှိတယ်အဲ့ဒီဝင်လိုငှက်ကြီးနဲ့လည်းမိတ်ဆွေဖွဲ့ပါလို့ခိုင်းတယ်ဝင်လိုငှက်နဲ့မိတ်ဆွေဖြစ်တယ်နောက်ဒီတောတောင်တွေကဂူထဲမှာချင်းသေးမင်းကြီးတကောင်ရှိတယ်အဲ့ဒီချင်းသေးမင်းနဲ့လည်းမိတ်ဆွေဖွဲ့ပါလို့ခိုင်းတယ်ချင်းသေးနဲ့လည်းမိတ်ဆွေဖြစ်တယ်အဲ့ဒီလိုနဲ့မိတ်ဆွေပေါင်းသင်းရှိပြီဆိုတော့သူတို့နှစ်ကောင်အတူတူနေတနေ့တော့အဲ့ဒီတောအုပ်နီးနားမှာရှိတဲ့ဇနပုတ်ရွာကလူတွေကတောထဲကိုတားကောင်လိုက်ထွက်တယ်တကောင်မှမရဘူးအဲ့ဒါနဲ့မိုးလဲချုပ်တော့စိတ်ပြက်လက်ပြက်နဲ့အိမ်ပြန်လာရေကန်ဘေးရောက်အဲ့ဒီထိမ်မင်းကြီးအောင်ဝင်ပြီးတော့နားကြတာ
အဲ့ဒီမှာစွန်ကလေးတွေရဲ့အတန်ကိုကြားတဲ့အခါကျတော့ရွာသားတွေကဟေးဘာကောင်မှလည်းမရခဲ့ဘူးတို့စွန်တိုက်ကိုတက်နှိုက်ပြီးတော့စွန်ကလေးတွေကြော်စားကြစို့ဆိုပြီးတော့မိဘုံကြီးတပုံဖိုးပြီးတော့မိတုတ်တွေထွန်းပြီးတော့ထိန်မင်းကြီးပေါ်တက်ကြတာအဲ့ဒီမှာစွန်မကစွန်ဘိုးကိုဂိုင်းမိတ်ဆွေတို့ရဲ့တန်ဖိုးကိုဒီကနေ့သိရလိမ့်မယ်တဲ့ဒါကြောင့်ဝင်လိုငှက်စီကိုသွားပြီးတော့အကြောင်းကြားတယ်အကြောင်းကြားခိုင်းတယ်ဝင်လိုငှက်ရောက်လာတယ်နှုတ်သီးနဲ့ရေအပြည့်တဲ့တယ်အတောင်ပံကိုရေဆူအောင်ဆွတ်တယ်ထိန်မင်မောတက်နေတဲ့လူရဲ့မိတုတ်ကိုအတောင်ပံနဲ့ရိုက်ချမိငိမ့်နဲ့ပြန်ဆင်းရတယ်နောက်တစ်ခါထပ်ရှို့ပြီးတော့တက်တယ်ဝင်လုံငှက်ထပ်ပြီးတော့ရိုက်တာပဲအဲ့ဒီလိုနဲ့အဲ့ဒီလိုတက်လိုက်ဆင်းလိုက်နဲ့သကောင်ရံရောက်တယ်ဝင်လုံငှက်လည်းအင်မတန်ပင်ပန်းတယ်အဲ့ဒီတော့စွန်မကစီမံခန့်ခွဲရေးမှုနော်စွန်ဘိုးကိုဝင်လုံငှက်သိပ်ပင်ပန်းနေပြီလိတ်ကြီးတွေသွားပြီးတော့အကြောင်းကြားကြည့်အဲ့ဒီမှာလိတ်ရောက်လာတယ်ရောက်လာတော့လိတ်ကြီးကအဲ့ဒီမီးဘူကြီးကိုရှွန့်နေတဲ့သူ့ကိုလိမ့်ပြီးတော့အဲ့ဒီမီးဘူကြီးကိုတခါတည်းညှိမ့်သက်ဖြစ်တယ်အဲ့ဒီတော့လူတွေကဟေ့စွန်သားနဲ့ဘာလို့မှလဲဟောဒီလိတ်ကြီးစားကြစို့ဆိုပြီးတော့လိတ်ကြီးဝိုင်းဆွဲတယ်လိတ်ကသိပ်ကြီးတာဆိုတော့လူဆွဲရလိတ်မပါဘဲနဲ့လိတ်ဆွဲရကိုလူပါတယ်အဲ့ဒါနဲ့လူတွေဝယုံသုံးကားဖြစ်တယ်မိုးတောက်ရန်ရောက်တယ်အဲ့ဒီမှာစွန်မကဂိုင်းဒီအပေါင်းအသင်း2ယောက်နဲ့တော့ဒီပြဿနာမပြေလည်သေးဘူးချင်းသိမင်းကြီးသွားကြည့်ပါအောင်လို့ခိုင်းတော့ချင်းသိမင်းကြီးရောက်တယ်စွန်ဘူးရောက်တော့ချင်းသိမင်းကမိတ်ဆွေဆိုတော့ရောက်လာဟိန်းဟောက်တန်ကိုပေးလိုက်တော့ရွာသားတွေအားလုံးထွက်ပြေးရတယ်ဟုတ်လားအဲ့ဒီချင်းသေးဒီအဲ့ဒါဦးဇင်းတို့ဘုရားလောင်းမယ်အဲ့ဒီစွန်ဘိုစွန်မသည်ဒီဘဝမှာမိတ္တဗန္ဒကဇနီးခင်မောဖြစ်လာတယ်ဟုတ်လားဒီတော့မြတ်စွာဘုရားကချစ်သားတို့အမှုကိစ္စကြီးငယ်တစုံတရာကျုံးလာရင်မိတ်ဆွေရဲ့တန်ဖိုးဟာထင်ရှားတယ်ဒါကြောင့်လူလောကမှာအခက်အခဲတွေအကျက်တဲတွေဆိုတာတနေ့မဟုတ်တနေ့တွေ့တတ်တယ်အမှုကိစ္စကြီးငယ်တွေဆိုတာတွေ့တတ်တယ်ဟုတ်လားဒါကြောင့်မိတ်ဆွေဆိုတာမရှိလို့မဖြစ်ပါဘူးမာနတွေခံပြီးတော့ဘယ်သူကိုမတူသလိုမတန်သလိုဒီလိုစိတ်မျိုးထားလို့မရဟုတ်လားဒါကြောင့်ဒီဘဝတည်းဒီအမျိုးသမီးလေးရဲ့ဉာဏ်ကြောင့်ချမ်းသာတာမဟုတ်ဘူးရှင်းတုန်းကလည်းချမ်းသာဘူးလေဆိုပြီးတော့ဥက္ကုတဇံတဲ့ဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ပထမဦးစွာဘဝရဲ့နံပါတ်1ချမ်းသာကိုရကျင်တယ်ဆိုရင်ဘာရှိရမလဲမိတ်ဆွေရှိရမယ်မိတ်ဆွေဆိုတဲ့ကစကောင်းဆိုတဲ့စကားကအလိုလိုပါပြီးစားမိတ်ဆွေမကောင်းဘူးဆိုရင်မိတ်ဆွေလို့ကိုပြောလို့မရတော့ရန်သူတဲ့ကြောက်စရာကောင်းသွားပြီဟုတ်ရဲ့လားဒါကြောင့်မိတ်ဆွေရှိရမယ်မိတ်ဆွေကောင်းရှိရမယ်ဒီနေရာမှာဦးဇင်းအတူချုပ်ကလေးအကြံပေးခြင်းတယ်အင်မတန်ကောင်းတဲ့မိတ်ဆွေကိုရကျင်တယ်ဆိုရင်ဘယ်လိုလုပ်မလဲမိတ်ဆွေဆိုတာရခဲ့တယ်ဗျများသောအားဖြင့်လူတွေကကိုကျိုးစည်းပွားကိုလိုလားပြီးတော့ချင်းကပ်ပေါင်းသိကြတာတွေများတယ်လေဟုတ်လားအဲ့တော့အရေးကြုံလို့ရှိရင်အာမကိုရတာတွေပဲများတယ်လေဒါလူလောကကြီးမှာတကယ်အဖြစ်ပြက်ပဲဟုတ်လားအဲ့ဒီတော့ကောင်းတဲ့မိတ်ဆွေကိုရခြင်းရင်ဘယ်လိုလုပ်မှလဲဆိုရင်ကိုယ်တိုင်ကမိတ်ဆွေကောင်းရဲ့အင်္ဂါနဲ့ညီအောင်ကြိုးစားပြီးတော့ပေါင်းသင်းပါကိုရိုးကိုအဓိကကြည့်ပြီးတော့မပေါင်းပါနဲ့တတ်နိုင်ရင်ကူညီမယ်ဆိုတဲ့စိတ်နဲ့ပေါင်းသင်းရတယ်ဟုတ်ရဲ့လားအေးကိုယ်တိုင်ကစေတနာတွေမေတ္တာတွေကိုကြိုးစည်းဝါးကိုအဓိကမထားဘဲနဲ့အဲ့ဒါလိုမျိုးပေါင်းသင်းကြမယ်ဆိုရင်သူ့အခက်ခဲကိုကဝိုင်းဝန်းဖြေရှင်းမယ်ကိုယ့်အခက်ခဲကိုလည်းသူကဝိုင်းဝန်းဖြေရှင်းမယ်အဲ့ဒီလိုတယောက်အခက်ခဲကိုတယောက်ကူညီကြရင်းနဲ့ဘဝမှာအစဉ်ပြေပြေနေသွားကြရတာဒီချမ်းသာတယ်ဟုတ်ရဲ့လားဒါကြောင့်ဘဝမှာနံပါတ်1ချမ်းသာကိုရခြင်းနဲ့ဆိုရင်ဘာရှိအောင်ကြိုးစားရမလဲမိတ်ဆွေကောင်းရှိအောင်ကြိုးစားရမယ်မိတ်ဆွေကောင်းရှိခြင်းနဲ့ဆိုရင်လည်းကိုယ်တိုင်ကမိတ်ဆွေကောင်းရဲ့အင်္ဂါနဲ့ညီညွတ်ပြီးတော့စေတနာမေတ္တာဥရှိပြီးတော့ပေါင်းတင်ဆက်ဆံရမယ်ဟုတ်ပြီလို့ဦးဇင်းတို့တွေတတ္တဝါတွေဟာများသောအားဖြင့်တန်တုဋ္ဌိရဲ့အရာကိုမခံစားကြရတာကများတယ်မယောင်ရဲနိုင်မှုမတင်းတိမ်နိုင်မှုလောဘတွေကရှေ့ကိုရှမ်းရှမ်းတက်ဒီလိုဖြစ်နေတာကိုယ်မှရှိနေတဲ့အခြေအနေကိုတခါလေကောင်းတာလေးတွေရှိတာတော့ကောင်းတာရှိတယ်လို့အတိအမှတ်မပြုမိဘူးဟုတ်ရဲ့လားဆိုကြပါစို့ဒီကျင့်တတ်မှုဆိုတာလေးနဲ့ပတ်သက်ပြီးတော့ဦးဇင်းကအင်မတန်ပြောခြင်းတရားဓမ္မတို့ဦးဇင်းတို့အခုဝါယုံတော့စားရတယ်မဟုတ်လားစားရတယ်လှယုံတော့ဝင့်ရတယ်မဟုတ်လားမိုးလုံလေလုံရောနေရတယ်မဟုတ်လားကျမ်းမာရေးကောကောင်းလားအော်ဟဲ့ညီးညူနေရတော့အခြေအနေမဆိုးဘူးမဟုတ်လား
ဒါနပြုခြင်းနဲ့ဆိုရင်ကိုယ်နဲ့တဏ္ဍာလေးပြုခွင့်ရှိတယ်သီလဆောက်တည်ခြင်းနဲ့ဆိုရင်ပစ္စည်းတောင်မလိုဘူးဆောက်တည်လို့ရတယ်အသိဉာဏ်ဤမေတ္တာတွေဖြစ်အောင်လုပ်မယ်ဆိုရင်လုပ်ခွင့်ရှိကောင်းလိုက်တဲ့အခြေအနေဟင်စားနေရတယ်ဝတ်နေရတယ်ဗျာဘိုးလုံးလေးလုံးနေရတယ်ဗျာကျမ်းမာရေးကောင်းတယ်ဗျာမသေးသေးဘူးဗျာအခုအသက်ရှင်နေတယ်ကောင်းတာမှန်သမျှကိုယ်တာလုပ်ခြင်းနဲ့ဆိုရင်အကုန်လုပ်လို့ရတယ်ဗျာမကောင်းဘူးလားကောင်းတယ်နော်အဲ့ဒီကောင်းတာတွေကိုမေးပြီးတော့တခါတလေမောပြီးတော့မကြည်မနှက်နဲ့ရချင်နေတာကိုတန်တုဋ္ဌိကရှိမှမရှိပဲကိုဟုတ်လားအဲ့တော့ဘယ်နှခါလောက်ငါစဉ်းစားဘူးလေကိုပြန်စဉ်းစားကြည့်စမ်းပါငါကျမ်းမာရေးကောင်းလိုက်တာပျော်လိုက်တာလို့ဘယ်နှခါစဉ်းစားဘူးလေစဉ်းစားဘူးတယ်ဆိုရင်တော်တာပေါ့ဗျများသောအားဖြင့်ကျမ်းမာရေးကောင်းတာဟာလေးကိုဘယ်အချိန်ကြမှာတန်ဖိုးထားလဲဆိုရင်ဆေးရုံဆေးကန်းရောက်မှတန်ဖိုးထားတာဒကမာကြီးတွေအဲ့ဒါဟုတ်လားအဲ့ဒီအချိန်ကျရင်တော့တိတ်ကျမ်းမာခြင်းပြီတစ်ချိန်လုံးကကျမ်းမာခဲ့တာလေးကိုတော်တော်လွမ်းတယ်အခုကျမ်းမာနေပါတယ်ဒါလေးကိုတန်ဖိုးထားပြီးတော့ပျော်လိုက်စမ်းပါဟုတ်လားကဲအခုမသေးသေးပါဘူးကောင်းတာတွေအကုန်လုံးလုပ်ခွင့်ရှိတယ်ရှင်သန်နေတယ်စိတ်ဓာတ်ခွန်အားတွေကိုကာယခွန်အားတွေကိုပြည့်စုံလို့ဉာဏ်နေနဲ့လည်းပြည့်စုံလို့ကောင်းကျင်တပဆိုလို့ရှိရင်မိုးထီအောင်ကောင်းလို့ရတယ်အဲ့ဒီလိုကောင်းနိုင်ခွင့်ရှိတဲ့ဒီရှင်သန်ခြင်းငါအသက်ရှင်နေတာပျော်လိုက်တာပိဋကရေစဉ်းစားတဲ့နယ်လို့ထင်တယ်ဗျာကျုပ်ကတော့အသက်ရှင်နေတာငါအခုရှင်နေတာနော်ပျော်စရာကောင်းတယ်မကျေနပ်တဲ့မို့လားဒါပေမဲ့လူတွေကအဲ့ဒီလိုကျေနပ်မှုကိုဘယ်ချိန်ကြမှယူမှလဲလို့မေးရင်သေခါနီးကြမှယူမယ်ထင်တာပဲသေရတော့မယ်ထင်တော့မှတဏှာကြီးလောက်ပဲပူနေရတရက်လောက်ပဲနေရဆွဲဆန့်ကျင်တယ်ဗျာအဲ့ဒါလေးတွေကိုပြန်တွေးပြီးတော့ကျေနပ်ရမယ်ရှေ့ကိုတိုးတက်အောင်မလွတ်ရဘူးလို့ဆိုလိုတာမဟုတ်ဘူးနော်တိုးတက်တယ်ဆိုတာကလည်းတိုးတက်ခြင်းယုံမျှနဲ့တိုးတက်တာမဟုတ်ဘူးတိုးတက်เสียအကြောင်းတွေပြည့်စုံအောင်ဖန်တီးနိုင်မှတိုးတက်တာဟုတ်ရဲ့လားအဲ့တော့တိုးတက်ခြင်းနဲ့ဆိုရင်လည်းအများကြီးကြိုးစားနော်အများကြီးကြိုးစားကံဉာဏ်တွေဝိရိယတွေကောင်းအောင်ကြိုးစားရင်မတိုးတက်ပေဘူးလားတိုးတက်မယ်အဲ့ဒီလိုကြိုးစားရင်းနဲ့ပဲကိုဖြစ်နေတဲ့အခြေအနေလေးကိုရနေတာလေးနဲ့ကျင့်တဲ့စိတ်နှစ်သက်နိုင်တဲ့စိတ်ကိုလည်းပဲတပြိုင်နက်တည်းမွေးမြူဖို့မလိုဘူးလားလိုတယ်ဗျဟုတ်လားတခါကြီးမိုက်များဖန်ခွက်ထဲမှာရေတဝက်ရှိတယ်တဲ့တချို့သောပုဂ္ဂိုလ်တွေကကြည့်လိုက်တော့ဟာဖန်ခွက်ကရေတဝက်ရော့နေတယ်ကွာလို့မြင်နေတဲ့တချို့သောပုဂ္ဂိုလ်တွေကကြည့်လိုက်တော့ဟာဖန်ခွက်ကရေတဝက်ကြီးတောင်ပြည့်နေတယ်လို့မြင်နေတဲ့တူနိုင်မလားချမ်းသာခြင်းမတူနိုင်ဘူးဟိုလူကရော့နေတာမြင်တာဟိုလူကပြည့်နေတာကိုမြင်တာဒကာဒကမတွေဘာတွေကိုမြင်နေလဲပြည့်နေတာကိုမြင်နေတော်တာပေါ့နော်အဲ့လိုဆိုရင်တော့ဦးစင်းကတော့သိမယုံပါဘူးရော့နေတာတွေမြင်တယ်ပဲထင်နေတာဒါကြောင့်အမြဲတမ်းလိုနေတယ်အလိုဆန္ဒတွေကအမြဲတမ်းရှိနေတယ်အလိုဆန္ဒတွေအမြဲတမ်းရှိနေတဲ့အတွက်ကြောင့်စိတ်ကလည်းအမြဲတမ်းမောနေတယ်ကိုယ်မှရှိတဲ့အစဉ်ပြေမှုလေးတွေကိုခောက်ထားပြီးတော့ကိုယ်မှမရှိတဲ့အစဉ်ပြေမှုတွေကိုတန်းတက်ပြီးတော့အချိန်တိုင်းမောနေတယ်အဲ့ဒါလို့ထင်တာဟုတ်လားမသိဘူးဦးစင်းကတော့အဲ့လိုဖြစ်နေတာပဲကဲဒကာကြီးဒီမိုင်များကဦးစင်းတို့တဲ့သားတယ်ဆိုရင်တော့လည်းမပြောလို့တော့ပါဘူးဒကာကြီးဒီမိုင်များဟုတ်လားဒါကြောင့်ဘဝမှာဒုတိယမြောက်ချမ်းသာကိုရခြင်းတယ်ဆိုလို့ရှိရင်ဘာရှိဖို့လိုအပ်လဲရောင်ရဲတင်းနေနိုင်ခြင်းတနည်းအားဖြင့်ကိုယ်ရတာလေးနဲ့ကိုယ်အခြေအနေလေးကိုကိုယ်ကျင့်တတ်နိုင်ခြင်းဆိုတာရှိဖို့လိုတယ်လူငယ်တွေအတွက်ပုံမြင်လေးတစ်ပုဒ်ပြောပြမယ်တချို့လည်းကြားဘူးကောင်းကြားဘူးလိမ့်မယ်မကြားဘူးသေးတဲ့ပုဂ္ဂိုလ်တွေမှတ်သားစရာအင်မတန်ကောင်းတယ်ကြားဘူးပြီးသားပုဂ္ဂိုလ်တွေလည်းပဲဒါလေးကိုပြန်ပြီးတော့နှလုံးသွင်းစရာကောင်းတယ်တခါတုန်းကမြင်းကုံတွေခရီးသွားကြတယ်ညရောက်တော့တောအုပ်တစ်ခုကိုဖြတ်တယ်ဖြတ်တော့ချောင်းလိုဟာလေးတစ်ခုကိုဖြတ်တော့ဟိုးအမှောင်ထဲကနေပြီးတော့လှမ်းပြီးတော့အမိန်ပေးတယ်ဟေးအားလုံးရက်ဘာနဲ့များလှမ်းပစ်လိုက်မလဲမသိဘူးဆိုတော့ကြောက်တော့အကုန်လုံးရက်ရတယ်မြင်းမော်ကအကုန်လုံးဆင်းရတယ်မင်းတို့ခြေတော်အောက်မှာနင်းမိနေတဲ့အဲ့ဒီကြောက်ခဲတွေကိုမင်းတို့မှပါတဲ့အိတ်အပိုတွေထဲကိုထည့်ဟာဒုက္ခပဲကုံနေတင်ထားလို့မြင်းလေးတဲ့ကြားတယ်ဒါပေမဲ့ကြောက်တော့အဲ့ဒီကြောက်ခဲတွေကိုအိတ်တွေထဲထည့်ပြီးပြီဆိုလို့ရှိရင်အိတ်တွေကိုစီးပြီးတော့မြင်းမော်မြန်ဒီနားကထွက်သွားကြမမြင်ညင်ဘူးကြောက်တယ်ကြောက်လွန်းတော့သူခိုင်းတဲ့အတိုင်းလုပ်တယ်အဲ့ဒီကြောက်ခဲအိတ်တွေမြင်းမော်တင်ပြီးတော့ခရီးထွက်တယ်ရန်သူတွေနဲ့ဝေးအောင်ဆိုပြီးတော့မြင်းကိုမြန်စီးအာယုံလေးလာပြီရောင်လေးလာပြီအလင်းရောင်လေးပြိုးလာပြီဆိုတော့ကဲရန်သူနဲ့လည်းဝေးခဲ့ပြီအာယုံကျင်းလို့အလင်းလေးရောက်ပြီမြင်းနေလည်းမောလာပြီဆိုပြီးတော့နာ
နားပြီးတော့ကိုင်းမြင်းတွေကိုလေးစီတဲ့ဒီကြောက်ခဲတွေကိုသွန်းပြီးတော့ပြစ်ကြစို့ဆိုပြီးတော့ကြောက်ခဲအိတ်ချပြီးတော့အဲ့ဒီအိတ်တွေကိုဖြေးပြီးတော့ကြောက်ခဲတွေသွန်းမယ်ဆိုပြီးတော့အိတ်တွေကိုဖြေးလိုက်တော့ကြောက်ခဲတွေမဟုတ်ဘဲနဲ့ကြောက်တံပရမများတွေဖြစ်နေတယ်တဲ့ပုံမြင်ဆိုတော့ဖြစ်နိုင်တာပေါ့နော်အဲ့ဒီကြောက်တံပရမများတွေဖြစ်နေပေမဲ့လို့အဲ့ဒီကုံတွေဟာတယောက်မှမပျော်ပါဘူးတဲ့ဘာဖြစ်လို့မပျော်တာလဲဆိုတော့ဒီလိုမှန်းသိရင်ကြံတဲ့အိတ်တွေပါအပြည့်ထဲခဲ့ပါတယ်လို့စဉ်းစားနေလို့မပျော်တာတဲ့ဟုတ်လားတခါကြီးမိုင်းမြတကယ်ဆိုရင်ကြောက်တံပရမများလင်းငယ်ကဲလောက်ရတယ်ဆိုရင်ဘဝအတွက်စီးပွားရေးအတွက်ကတော့စစ်စစ်ဆက်ဆက်သုံးမယ်ဆိုရင်လုံလောက်ပါပြီဗျာဟုတ်လားဒါပေမဲ့လို့အိတ်ကြီးနဲ့ထည့်လာတာတော့သူတို့ပျော်တဲ့လားမပျော်ဘူးဒီလိုအဖို့တံမှန်သိရင်ကြံတဲ့အိတ်တွေကိုဒီအိတ်လည်းအပြည့်ကြံတဲ့အိတ်တွေပါအပြည့်ဒီပြင်ကုံတွေပါသွန်းပြီးတော့ကြောက်တံပရမများတွေထည့်ခဲ့ပါတယ်လို့စဉ်းစားတော့ပျော်သေးလားမပျော်တော့ဘူးလူလောကလည်းပဲအဲ့ဒီကုံတွေလိုပါပဲဟုတ်လားမရသေးတာတွေကိုလှမ်းပြီးတော့တန်းတရင်းနဲ့ရနေတဲ့စီးရင်ကိုမေ့ပြောင်းပြီးတော့ဟုတ်လားတန်တုတ်ထီရဲ့ယတ္တကိုမခံစားရဘဲနဲ့အသက်ကြီးသွားကြတာတန်တုတ်ထီအင်မတန်အရေးကြီးပါတယ်ရှင်အနုရုဒ္ဓစဉ်းစားတဲ့အတွေးတွေရှိတယ်ဗျမြတ်စွာဘုရားရဲ့တရားတော်ဆိုတာတဲ့တင်းတိမ်ရောင်ရဲတဲ့သူနဲ့သာထိုက်တန်တာတင်းတိမ်ရောင်ရဲမှုမရှိဘဲနဲ့ဘာဖြစ်ဖြစ်ရကျင်နေတဲ့လူနဲ့မထိုက်တန်ဘူးတဲ့ဟုတ်ရဲ့လားဘာကြောင့်လဲဆိုတော့ဘာဖြစ်ဖြစ်ရကျင်နေတယ်ဆိုရင်အဲ့ဓာတွေကိုရအောင်လုပ်ရင်းနဲ့ပဲအဖို့တန်တဲ့အချိန်တွေခွန်အားတွေကကုန်သွားမှာဒီတန်ဖိုးကြီးတဲ့တရားကိုရှာဖို့အချိန်ရှိတော့မှာမဟုတ်တော့ဟုတ်ရဲ့လားဒါကြောင့်ဘဝမှာညီညီမျှမျှနေသွားတတ်ဖို့အင်မတန်အရေးကြီးတယ်ရှိပါဥစ္စာလည်းအရေးကြီးပါတယ်အရေးမကြီးဘူးလို့မဆိုလိုဘူးသို့တော့ဒီဘက်ကတရားနဲ့ငြိမ်းငြိမ်းချမ်းချမ်းလေးအေးအေးဆေးဆေးလေးနေသွားဖို့လည်းပဲအရေးကြီးပါသေးတယ်ပို့ပြီးတော့တောင်းအရေးကြီးပါသေးတယ်ဟုတ်လားဒါကြောင့်တရားရဲ့ယတ္တကိုခံစားခြင်းနဲ့ဆိုရင်တန်တုတ်ထီဆိုတဲ့အရင်အနည်းမရှိလို့ကတော့ဖြစ်ကိုမဖြစ်ဘူးလို့နားလည်ရမယ်ဟုတ်လားဒါကြောင့်ဘဝမှာဒုတိယမြောက်ချမ်းသာကိုရခြင်းနဲ့ဆိုရင်ရတာနဲ့ကျင့်တတ်ဖို့ကိုယ်ဖြစ်နေတဲ့အခြေအနေလေးနဲ့နှစ်သက်နိုင်ဖို့အရေးမကြီးဘူးလားအရေးကြီးတယ်ကဲဦးဇင်းတို့တတိယချမ်းသာကိုသွားကြအောင်စို့အဓမ္မိဇာတမိဒုက္ခတာယတုဋ္ဌိဒုက္ခယာဣတရိတရေနပုံညာဒုက္ခဇီဝိတာသင်္ခယံပိဇီဝိတာသင်္ခယံပိအသက်ကုန်ငါနိခါကာလမှာပုံညာကုသိုလ်ကောင်းမှုသည်ဒုက္ခချမ်းသာရေကွယ်လွန်ငါနိဆိုတဲ့အချိန်ဟာလူသားတိုင်းမဖြစ်မနေဖြတ်သန်းရမယ့်အချိန်ပဲမဟုတ်လားဘယ်အချိန်ကြမှဖြတ်သန်းရမယ်လို့အချိန်ကန့်သက်ချက်တိတိကျကျကိုရှိနိုင်မလားမရှိနိုင်ဘူးဗျအင်မတန်အရေးကြီးတယ်ဗျကွယ်လွန်ကနေဆိုတဲ့အချိန်ဟာဒီမှာမြတ်စွာဘုရားကမဖြစ်မနေဖြတ်သန်းရမယ်အဲ့ဒီအချိန်မဖြစ်မနေရင်ဆိုင်ရမယ်အဲ့ဒီအခက်အခဲပြေလည်သွားစေဖို့အဲ့ဒီအချိန်မှာတကယ်ချမ်းသာဖို့ဆိုရင်အဲ့ဒီအချိန်ကိုမရောက်သေးခင်အခုနေနေတဲ့အချိန်ကလေးမှာကုသိုလ်ကောင်းမှုကိုများများလုပ်ထားပါတဲ့ဟုတ်လားကုသိုလ်ကောင်းမှုရဲ့တန်ဖိုးဟာတေဂာနီးမှာပို့ပြီးတော့ထင်ရှားတယ်တေဂာနီးမှာထင်ရှားတယ်ဆိုတော့ရှင်တုံးမှာမထင်ရှားဘူးလို့ဆိုလိုတာမဟုတ်လူသားတွေဟာရှင်နေတဲ့အခိုက်အတန့်မှာတုန်းကတော့ကုသိုလ်ကိုသိပ်ပြီးတော့အားကိုးရကောင်းမှမသိဘာကြောင့်လဲဆိုတော့အသိဉာဏ်ကနည်းတာမိုက်မဲတာဆိုတော့ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုအားကိုးတယ်ငါမဲ့တောင့်တင်းတယ်လုံနိုင်တယ်ကိုင်းနိုင်တယ်ပြောနိုင်တယ်ဆိုနိုင်တယ်ကိုအားကိုးတယ်ဟုတ်လားအပစ္စည်းဥစ္စာကိုအားကိုးတယ်မိတ်ဆွေကိုအားကိုးတယ်ဆွေမျိုးသားချင်းတွေအားကိုးတယ်ဒီအများကြီးရှိတယ်နော်အားကိုးလို့ရသေးတာဘူးဗျပေဂာနီးရောက်ပြီဆိုတဲ့အခါကျတော့အဲ့ဒီကိုနေထိုင်ခြင်းကာလတုန်းကတန်ဖိုးထားခဲ့တဲ့အားကိုးစရာတွေကအားကိုးလို့ရသေးလားအားကိုးလို့မရတော့ဘူးကိုအားအကိုးဆုံးလို့ဆိုရတဲ့ဒီခန္ဓာကိုယ်ကြီးကိုကစပြီးတော့တည်တော့မယ်ဆိုပြီးတော့သူ့ရဲ့အဖြစ်မှန်ဇာတိကိုဖော်ပြလိုက်ပြီလေမင်းဘယ်လိုပဲငါ့ကိုမြဲတယ်လို့ထင်ငါကတော့တည်တော့မယ်လို့သူ့ရဲ့အဖြစ်မှန်တယုတ်တကံကိုမျက်နှာဖုံးကိုဖွင့်ပြလိုက်ပြီခုတရားဓမ္မတို့ဦးဇင်းတို့တွေကခန္ဓာကိုယ်ကြီးကမျက်နှာဖုံးထားတာအဲ့ဒါကိုဖွင့်မကြည့်ပြဘူးနော်ခန္ဓာကိုယ်ကြီးကဘယ်လိုမျက်နှာဖုံးထားတော့မြဲတယ်လို့မျက်နှာဖုံးထားတာဗျဟုတ်လားကိုကြည့်မြဲတယ်လို့ပဲထင်တယ်သိမယ်လို့ထင်တဲ့အချိန်ကတကယ်နည်းနည်းလေးပဲရှိတယ်တမင်တကာတွေးတော်မှသိတာဟုတ်ရဲ့လား
အဲ့ဒီမျက်နှာဖုံးကိုအဲ့ဒီအချင်းကတော့ကိုကချွတ်မကြည့်လဲပဲသူကချွတ်ပြလိုက်ပြီ။ဂိုင်းမင်းဘလို့ပဲမြဲတယ်ထင်တယ်ငါကတော့သေတော့မယ်ပျက်စီးတော့မယ်။အဲ့ဒီအချင်းကျတော့အဲ့ဒီခန္ဓာကိုယ်ကြီးကလည်းအာကိုးစရာမဟုတ်တော့ဘူး။ပစ္စည်းဥစ္စာဆိုတာတွေကလည်းအာကိုးစရာမဟုတ်တော့ဘူး။အဲ့ဒါသူ့နယ်ပယ်မဟုတ်ဘူး။ပစ္စည်းဥစ္စာဆိုတာရှင်စဉ်ကာလမှာစားဝတ်နေရေးရပြိုင်ဆိုင်ရေးရဒါတွေအတွက်လောက်ပဲအသုံးကြတာနော်။သေတော့မယ်ဆိုတဲ့အခါမှာလာရောက်ပြီးတော့ကူညီဖို့အတွက်ပစ္စည်းဥစ္စာမှာအစွမ်းတတ္တိမရှိပါဘူး။အချိုးကြကြပေါင်းစပ်ထားတာဟုတ်လား။အဲ့တော့ဒီနှစ်ခုကိုဒကာဓမ္မတို့ဦးဇင်းတို့တွေကဟိုချိန်ဝင်ရှာညီမျှအောင်တွေးတတ်ဖို့လိုတယ်။နေရေးကြီးတယ်တွေးလို့မဖြစ်သေးဘူး။သေရေးကြီးပဲတွေးရင်လည်းမဖြစ်သေးဘူး။နေလည်းနေရအောင်ပါလေ။ဟုတ်ရဲ့မဟုတ်လား။အခုစာဝတ်နေရေးရှိတယ်၊သားရေးသမီးရေးရှိတယ်၊နေရေးရှိတယ်နော်။ဒါတကယ်အရှိတရားနော်။အဲ့ဒါကိုစိတ်ကူးရင်ပြီးတော့မရှိပါဘူးလို့လုပ်ချင်လို့မရဘူး။ဟုတ်လား။ဒါကြောင့်နေရေးအတက်လည်းအဆင်ပြေအောင်မလုပ်ကြရမယ်။ကြိုးစားကြရမယ်။အဲ့ဒါကတော့တိတ်တိုက်တွန်းစရာမလိုဘူးထင်ပါတယ်။ဟုတ်လား။သေရေးဆိုတာကတော့တကယ်ရှိနေတယ်မဟုတ်လား။တကယ်ရှိနေတဲ့အတွက်ကြောင့်အဲ့ဒီအရေးကိုလည်းခေါင်းထဲထည့်ပြီးတော့ပြေလည်အောင်လုပ်ကြရမှာပဲ။အခုလူတွေကနေရေးကိုပဲပြေလေအောင်အတင်းကြိုးစားတယ်သေရေးကိုကြတော့အပြစ်မှဖြစ်တယ်လို့ရောက်ရပဲကွာတွေ့မှတွေ့တယ်လို့ပဲအဲ့ဒီလိုလူတွေများတဲ့အတွက်ကြောင့်သေရေးမှာအစင်မပြေဘဲနဲ့ရင်ဆိုင်ပြီးတော့ဝန်နဲ့ပန်းနဲ့မျက်ရည်ကြီးငယ်ကြပြီးတော့သေကြရတဲ့မသားတွေပဲများပါတယ်သေရေးမှာလက်မထောင်ပြီးတော့အစင်ပြေတယ်ဆိုပြီးတော့သေသွားတယ်လို့အင်မတန်နည်းပါတယ်ဟုတ်လားအစင်ပြေပြေမသေရဘူးဆိုရင်အစင်ပြေတဲ့ဘဝရောက်နိုင်ဖို့မလွယ်ပါဘူးဟုတ်ရဲ့လားဒါကြောင့်နောင်တန်တရားပါပူးပြီးတော့တွေးကြည့်မယ်ဆိုရင်နေရည်တဲ့သေရေးကဘိုးတောင်အရေးကြီးသေးတယ်ဦးဇင်ပုံမြင်လေးတစ်ပုဒ်ပြောပြအောင်မယ်ဘုန်းကြီးကပုံမြင်လေးကြီးပြောတာလို့မအောင်မိနဲ့ပုံမြင်ဆိုတာလူတိုင်းကြိုက်တယ်ဦးဇင်ကတော့ကိုချင်းစားတယ်ဗျငယ်ငယ်တုန်းကလည်းကြိုက်တယ်အခုလည်းဦးဇင်ပုံမြင်ကြိုက်တာပဲအသက်ကြီးတဲ့လူကြီးတွေကိုဦးဇင်ပြောကြည့်တယ်ဒကာကြီးကြိုက်လာလို့မေးတော့ကြိုက်တာပဲဒကာကြီးတို့မှမြပုံမြင်ဆိုရင်နောက်ထောင်ကျင်တာပဲပုံမြင်နေတဲ့မှာအနှစ်သာရတွေဒိဗ္ဗေတွေအများကြီးရှိတယ်ဗျဒီပုံမြင်ကဂရိကလာတဲ့ပုံမြင်လို့ဆိုတယ်တချို့လည်းကြားဖို့ကောင်းကြားဖို့ကြားလိမ့်မယ်ဘုဒ္ဓတာရှိတဲ့လူတွေအဲ့ဒါဂရိတွေကိုးကွယ်တဲ့နတ်မင်းကြီးပေါ့ဇုနတ်မင်းကြီးစီကိုလူသားတွေကတောင်းဆိုတယ်တဲ့ဘာတောင်းဆိုတာတုံးဆိုတော့ဒါပုံမြင်နော်ပုံမြင်နော်အဲ့ဒီတုန်းကလူသားတွေရဲ့အသက်ကနှစ်30ပဲရှိတယ်လူတွေရဲ့သက်တမ်းကနှစ်30ပဲရှိတယ်တဲ့ရှိတော့လူသားတွေကအကုန်လုံးစုပြီးတော့နတ်မင်းကြီးကိုတောင်းဆိုတာသူတို့ကိုဖန်ဆင်းတဲ့နတ်မင်းကြီးကိုတောင်းဆိုတာတဲ့နတ်မင်းကြီးအနှစ်က30ဆိုတော့နည်းလုံးပါလေပညာသင်ရတာနဲ့စီးပွားရှာရတာနဲ့ခံစားရအချင်းကိုမရှိဘူးအလုပ်တွေနဲ့လည်းမပြီးဘူးမလောက်ဘူးဒါကြောင့်ကျွတ်တို့ရဲ့တက်တန်းကိုတိုးပေးပါလို့တောင်းနေတဲ့တောင်းတော့ဘုရားအဲ့ဒီနတ်မင်းကြီးကဟေးတက်တန်းတွေကိုအကုန်ခွဲပေးပြီးတာတိုးမပေးနိုင်ဘူးအဲ့ဒီလိုပြောတော့အဲ့ဒီလူတွေနားမှာနွားတွေရှိတယ်နွားတွေကအဲ့ဒီနတ်မင်းကြီးကိုလှမ်းပြောတယ်နတ်မင်းကြီးကျုပ်တို့မှာယုံရကံရနဲ့အမြဲတမ်းပင်ပန်းတယ်ဒါကြောင့်နေနေရလဲအပူပဲကျုပ်တို့ရဲ့တက်တန်းကိုလူတွေကိုပေးပါတယ်နွားတွေကသူတို့ရဲ့တက်တန်းကိုဘယ်သူပေးတယ်လူတွေကိုပေးတယ်ဆိုတော့နတ်မင်းကြီးကကိုင်းမင်းတို့ကကြီးကြီးပြူပြူပေးတယ်ဆိုရင်ကိုင်းမင်းတို့ယူစေဆိုတော့လူတွေရဲ့တက်တန်းက60ဖြစ်လာတယ်တဲ့အဲ့တော့လူတွေကအဲ့ဒါလည်းအားမရ60လောက်နဲ့လည်းမကျင်နိုင်သေးပါဘူးအလုပ်တွေကမပြီးပါဘူးတကယ်လည်းမပြီးဘူးနော်တခါကြီးဒီမိုင်းများအလုံးမပြီးပါဘူးဒါကြောင့်တက်တန်းလေးနဲ့တိုးပေးပါအောင်ဆိုတော့ဘေးနားမှာအိတ်နေတဲ့ခွေးတွေကခေါင်းထောင်ပြီးတော့ကျုပ်တို့မဲ့အမြဲတမ်းဟောင်းနေရတယ်အမြဲတမ်းလူတွေရဲ့နှိမ့်ဆက်တာခံနေရတယ်ဒါကြောင့်ကျုပ်တို့ရဲ့တက်တန်းကိုလူတွေကိုပေးပါတယ်နတ်မင်းကြီးကလည်းသူတို့ကြည်ပြူတယ်ဆိုရင်ယူစေဆိုတော့လူတွေရဲ့တက်တန်းက80လောက်ဖြစ်လာတယ်တဲ့ဟုတ်လားအဲ့ဒီ80လဲလူတွေကအားမရနိုင်တော့ဒီလောက်နဲ့လည်းပဲမပြီးပါဘူးအလုပ်တွေကပေးပါအောင်တိုးပြီးတော့အဲ့ဒီတော့အနားနားမှာမြောက်တွေလည်းရှိတယ်တဲ့မြောက်တွေကကိုင်းနတ်မင်းကြီးကျုပ်တို့လည်းတပင်နဲ့တပင်ခုံးနေရတာနဲ့မောလာပါတယ်ကျုပ်တို့တက်တန်းကိုလူတွေကိုပေးလိုက်ပါဆိုတော့လူတွေရဲ့တက်တန်းက100ဖြစ်သွားတယ်တဲ့တက်တန်းဘယ်လောက်ဖြစ်သွားလဲ100ဖြစ်သွားပြီပုံမြင်ပြောတဲ့လူကနေကုန်းချုပ်တော့မယ်အဲ့ဒီတော့လူတွေရဲ့မူရင်းတက်တန်းက30ပဲရှိအသက်30ကျော်တာနဲ့တပင်နဲ့လူသက်ကုန်ပြီးတော့နွားသက်ရောက်လာတယ်တဲ့ဟာတော်တော်ကြောက်စရာကောင်းသွားပြီလူသက်ကုန်ပြီးတော့ဗာသက်ရောက်လာတယ်နွားသက်ရောက်လာတာဘယ်ထိရောက်လာတော့260ဒါကြောင့်မို့လို့လူတွေဟာအမြဲတမ်းယုံကံလှုပ်ရှားပြီးတော့အတင်းရှာနေတာတဲ့ကိုက်ညီအောင်ပြောတာနော်ပုံမြင်ပြောတဲ့လူအုံနောက်ရှိတယ်နော်
အနှစ်30ကနေအနှစ်60ထိနွားသက်နဲ့အသက်ရှင်ထားတဲ့ဒကာကြီးတွေဒကာမကြီးတွေနွားလို့ပြောတာမဟုတ်ပါဘူးဟုတ်လားအထင်လည်းမလွဲပါနဲ့ပုံမြင်ပြောပြတာပါဦးဇင်းကဟုတ်လားနည်းနည်းတော့တူတယ်တော့ထင်ရတယ်သိလားဟုတ်လားပုံမြင်တွေကပြောတာလေးနဲ့လေအဲ့တော့အသက်60ကျော်ပြီအနှစ်60ကျော်ပြီဆိုတော့ဟိုဘက်ဘာသက်နဲ့အသက်ရှင်မယ်ခွေးသက်နဲ့ရှင်မယ်ခွေးဆိုတာဘာလို့တယ်အင်ကိုစောင့်တာပေါ့အင်ကိုစောင့်တာပေါ့ဟုတ်လားအသက်လေးနည်းနည်းကြီးလာပြီဆိုတော့မကြီးကလည်းပြန်မလာဘူးဟဲ့ဘာဖြစ်တယ်ညာဖြစ်တယ်ဟိုတကားတွေကောင်းကောင်းပြည့်ရလားဦးဇင်းနဲ့သိတဲ့ဒကမာကြီးတယောက်အသက်80ရှိပြီညာတိုင်းအဲ့ဒါတကားပေါက်တွေအမြဲတမ်းသွားကြည့်တယ်ဒါတကယ်နော်ဟုတ်လားဘာသက်နဲ့အသက်ရှင်နေခွေးသက်နဲ့အသက်ရှင်နေအသက်80ကျော်ပြီဆိုတော့ဘာသက်ရောက်လာပြီနောက်သက်ရောက်ဘယ်မှသိမသက်တာလားသိလားရောက်တွေကစိတ်ကမငြိမ်တော့ဘူးလေဟုတ်လားအသက်ကြီးလာပြီဆိုတော့စိတ်တွေကတောင်တွေးမြောက်တွေးမေ့လာပြီတချို့တငယ်ပြန်လာပြီပုံမြင်ပြောတဲ့လူကတော့မညာမတာပြောတယ်ဗျာအသက်80ကျော်လာရင်ဘာလေးနဲ့တူလဲတဲ့အဲ့လိုလေးတောင်မေးထားသေးတယ်အဲ့ဒါတော့ဦးဇင်းကမပြောတော့ပါဘူးမပြောဘူးဆိုပြီးထွက်သွားပြီပါဇက်ကဟုတ်လားအေးထားတော့အဲ့ဒီတော့ဘဝမှာများသောအားဖြင့်လူတွေဟာအဲ့လိုမျိုးပညာရှာတဲ့အချိန်ရှာတယ်ပစ္စည်းရှာတဲ့အချိန်ရှာတယ်စောင့်တဲ့အချိန်စောင့်နေအဲ့လိုမျိုးအမျိုးမျိုးလှုပ်ရင်းနဲ့ကိုယ့်ရဲ့သေရေးကိုပြည်လေအောင်ဖြည့်ရှင်းပေးမဲ့ကုသိုလ်ကောင်းမှုကိုကြတော့မေလျောနေတတ်တယ်ဟုတ်ရဲ့လားဒါကြောင့်နေရေးကိုအနှစ်သာရရှိရှိကြိုးစားနိုင်မှာသေရေးဟာအစဉ်ပြေမှာဟုတ်ရဲ့လားအေးဒါကြောင့်သေဂာနိခါကာလမှာဘာရှိမှချမ်းသာမယ်ကုသိုလ်ကောင်းမှုရှိမှချမ်းသာမယ်တဲ့ဘယ်နှပါးရှိသွားပြီတော့အမှုကိစ္စကြီးငယ်တစုံတရာကျုံးလာရင်ရှားတာနဲ့ကျင့်တတ်နိုင်မှချမ်းသာမယ်။ကွယ်လွန်ကဒီခါကာလမှာကုသိုလ်ကောင်းမှုရှိမှချမ်းသာမယ်။ကံစတုထချမ်းသာသွားရအောင်။သဗ္ဗနာဒုက္ခသာဒုက္ခံပဟာနံသဗ္ဗနာဒုက္ခသာလုံးစုံသောဝေဆင်းရဲတို့ကိုပဟာနံပယ်ရှားလိုက်ရခြင်းသည်ဒုက္ခံချမ်းသာ၏။တန်တရားဝေဆင်းရဲကိုရပ်အောင်ဒုက္ခဆက်ကြီးရပ်သွားအောင်ကြိုးစားလိုက်နိုင်ရခြင်းသည်ဘဝမှာ၄ခုမြောက်ချမ်းသာတနည်းအားဖြင့်အစစ်မှန်ဆုံးသောချမ်းသာဟုတ်ရဲ့လားအဲ့တော့ဘုရားယဟန္တာအရိယာသူတော်ကောင်းကြီးတွေကတော့ဘဝမှန်တယ်များဘယ်ဘဝပဲဖြစ်ဖြစ်ဒုက္ခသစ္စာဒီလိုပြောတာအခုဗျတရက်နေရရင်တရက်ဆင်းရဲတယ်တလနေရရင်တရက်တလဆင်းရဲတယ်တဘဝနေရရင်တဘဝဆင်းရဲတယ်မစင်ကျင်ရင်းသည်အနှင်းငယ်မျှပင်ဖြစ်စေကမူမကောင်းသောယဉ်နှံ့ရှိတဲ့ကဲ့သို့လက်ဖြစ်တွတ်လောက်မျှသောဘဝကိုမျှလဲငါဖျားချီးမွမ်းတော်မမူတဲ့အင်္ဂုတ္တပါဠိတော်မှာဟောထားတယ်ဟုတ်လားခဏကလေးဖြစ်တယ်ခဏကလေးဆင်းရဲတာပဲဖြစ်တိုင်းဖြစ်တိုင်းဒီဆင်းရဲကြီးပဲဟုတ်လားအဲ့တော့ဒကာဓမ္မတို့ဦးဇင်းတို့တွေနားလေသည်ဖြစ်စေနားမလေသည်ဖြစ်စေလက်ခံသည်ဖြစ်စေလက်မခံသည်ဖြစ်စေဘဝဟာဆင်းရဲပဲဆင်းရဲဖြစ်ပြီးတော့ဆင်းရဲချုပ်နေတာတခြားဘာဖြစ်ပြီးတော့မှဘာချုပ်နေတာမဟုတ်ဆင်းရဲတွေပဲဖြစ်နေတယ်ဆင်းရဲတွေပဲချုပ်သွားတယ်ဟုတ်လားဒါအရိယသစ္စာအမှန်တရားဟုတ်လားဒါကြောင့်ဒီဘဝတန်တရားဝဆင်းရဲကိုချုပ်သွားအောင်လှုပ်လိုက်နိုင်ရင်းသည်တာနဲ့တကယ်ချမ်းသာအစ်စ်ဒါအရိယာတို့ရဲ့အမြင်နဲ့ပြောတာနော်ပုထုဇဉ်တွေအနေနဲ့ဘဝဟာဆင်းရဲလို့ဘယ်လိုလုပ်မြင်နိုင်ပါလဲဘဝကိုကောင်းတယ်လို့ထင်တယ်ဘဝကိုမြင့်မြတ်တယ်လို့ထင်တယ်ဘဝကိုအကြီးကြီးလို့ထင်တယ်ဘဝကိုတန်ဖိုးရှိတယ်လို့ထင်တယ်ဒါကြောင့်အင်မတန်တွေ့တာတယ်မျက်နှိုးတယ်မက်မောတယ်ဘဝကစွန့်သွားရမယ်ဆိုရင်အင်မတန်ကြောက်တယ်ဒကာကြီးတို့မိုင်းများဘဝတဏှာနဲ့အမြဲတမ်းစိတ်ကပ်ပြီးတော့မခွာနိုင်ဘူးမခွဲနိုင်ဘူးဘဝကိုအကောင်းလို့ထင်နေတာကိုဟုတ်ရဲ့လားအဲ့တော့ဒီဒေသနာတော်ကိုနားလည်ဖို့ဆိုတာကဘဝဟာဒုက္ခသစ္စာလို့တကယ်သိပြီဆိုရင်ဩဘဝဆက်ကိုအပြီးတက်လိုက်ရခြင်းသည်တနည်းအားဖြင့်ဘဝရဲ့အပေါ်မှာအကောင်းထင်ပြီးတော့လွယ်လွယ်မှားမှားမမောနေတဲ့တဏှာလောဘကိုအဆုံးတက်လိုက်ရခြင်းသည်တကယ်ချမ်းသာစစ်ပဲဆိုတာကိုအရိယာဖြစ်မှသဘောပေါက်မယ်နော်ပုထုဇဉ်တွေအနေနဲ့ဆိုလို့ရှိရင်တော့အနုမာနမှန်းဆသီးလောက်ပဲရှိမယ်ဟုတ်ရဲ့လားအရိယာတို့ရဲ့အမြင်ဒုက္ခကိုမြင်ပုံနဲ့ပုထုဇဉ်တို့ရဲ့အမြင်ဒုက္ခကိုမြင်ပုံဟာမြင်ပုံချင်းတူနိုင်မှာမလားမတူနိုင်ဘူးဦးဇင်းတို့ဥပမာပြောမယ်နော်လက်ဘဝပေါ်မှာစပင်မွေးလေးတစ်ပင်တင်းနေတယ်ခံရခက်သလားခံရမခက်ပါဘူးစပင်မွေးတစ်ပင်မကလို့တထွေးကြီးတင်နေလဲခံရမခက်အဲ့ဒီစပင်မွေးလေးဒီပင်နဲ့မျက်လုံးနဲ့ဝင်ပြီးဆိုရင်တော့ခံရခက်ပြီလားခက်ပြီ
ဒီစပယ်မွေးပဲနော်တခါကြီးဦးလင်းစုံဟင်ဟုတ်လားလက်ဘွားပေါ်တင်းနေတော့အခါရမခက်ဘူးမျက်လုံးထဲဝင်တော့အခါရခက်တယ်ပုထုဇဉ်လေးအနေနဲ့ဒုက္ခကိုမြင်ပုံဟာလက်ဘွားပေါ်မှာစပယ်မွေးတင်လို့အခါရမခက်တယ်လို့မျိုးနေရတာဆင်းရဲတယ်လို့လည်းသိမသိပါဘူးဟုတ်လားအရိယာတို့ရဲ့အမြင်ကြတော့မျက်လုံးထဲမှာစပယ်မွေးဝင်တယ်လို့မျိုးတရက်နေရရင်တရက်ဒုက္ခလို့ရှင်းရှင်းလင်းလင်းသူတို့သိတယ်ဟုတ်လားဒါကြောင့်ရှေးတုန်းကယဟန္တာသူတော်ကောင်းကြီးတွေဆိုကြပါစို့ရှင်သာရိပုတ္တရာတို့ရှင်မမောဂလန်တို့ပြိဋိဘံဆံတော့မယ်ဆိုတော့မြတ်စွာဘုရားကိုသွားပြီးတော့မလျှောက်ဘူးလားလျှောက်တယ်ဘုရားတပည့်တော်ပြိဋိဘံဆံမာတော့မယ်ဘုရားဆိုတော့မြတ်စွာဘုရားကပြိဋိဘံဆံလို့လည်းမပြောဘူးပြိဋိဘံဆံလို့ပြောရင်သေခြင်းကိုချီးမွမ်းရန်ရောက်ပြိဋိဘံမဆံနဲ့လို့လည်းမပြောဘူးမဆံနဲ့လို့ပြောရင်လည်းဝိဆင်းရဲမှာနေရတာကိုချီးမွမ်းရန်ရောက်တယ်အဲ့ဒီတော့မြတ်စွာဘုရားကဘယ်လိုအမိန့်ရှိတယ်သင်ပြိဋိဘံဆံဖို့ရာအခါကိုသင်ကိုယ်တိုင်သိတယ်တဲ့ဒါပြောတာဟုတ်ရဲ့လားဒါကြောင့်ယဟန္တာအရှင်မြတ်ကြီးတွေကပြိဋိဘံဆံမဲ့နေ့ကိုလာကသားတွေဟာလာကဒုရက်ကိုမျှော်တယ်လို့မျိုးမျှော်တယ်လို့ဆိုတယ်ဟုတ်လားလာကထုတ်တာလာကကတော့ तू ကလာကုံမှရမှာလေလာမကုံသေးဘူးဆိုရင် तू ရကျင်လည်းပဲမရဘူးဟုတ်တယ်မို့လားဒါဦးဇင်းတို့ကျမ်းဂန်တွေထဲမှာအဲ့ဒါလိုပေးတယ်ဒါကြောင့်ဘဝကိုဒုက္ခလို့မြင်ဖို့ဆိုတာကတော့ဝိပဿနာတရားကိုနာနာကြီးကြိုးစားလို့အမြင်နေရှင်းပြီဘဝဆိုတာတကယ်စင်စစ်တော့မာယာပဲဘာမှအကောင်းမရှိဘူးလို့ကိုယ်တိုင်တကယ်သိတယ်ဆိုလို့ရှိရင်ဒီဒေသနာတော်ကိုသဘောကျမယ်တကယ်မသိသေးဘူးဆိုရင်တော့ဘဝတန်တရားကိုအဆုံးသတ်လိုက်ရတာဟာချမ်းသာတယ်လို့ပြောတာကိုဘုရားဟောလို့သာလက်ခံရမယ်ကိုယ်တိုင်စိတ်ထဲကနှစ်ကာရှိမှာမဟုတ်လားဒါကြောင့်ဒီချမ်းသာကြတော့ဦးဇင်းတို့ကလည်းပဲမတွေ့ဘူးသေးတော့ပဲနေရှင်းမပြနိုင်ဘူးပေါ့ဗျာဟုတ်လားဘဝတန်တရားကိုအဆုံးသတ်လိုက်ရခြင်းဒီချမ်းသာတယ်တဲ့ဘယ်နှပါရှိသွားပြီတော့၄ပါးရှိသွားပြီပိဋကရဲ့ဒီနှုံးတိုင်သွားရင်တော့တရားက2နာရီခွဲလိုက်မယ်နဲ့တူတယ်ဟုတ်လားချမ်းသာဒုက္ခကဘယ်နှမျိုးပြောမှာတော့12မျိုးပြောမှာအခုမှ4ပါးပြီးသေးတယ်နော်ဒါပေမဲ့ဦးဇင်းကဂတိတီပါတယ်1နာရီခွဲဟိုဘက်မကြောပါဘူးဟုတ်လားအဲ့တော့ဦးဇင်းတို့ဒုတိယချမ်းသာ၄ပါးသွားကြစို့ဒီချမ်းသာ၄ပါးမမေ့နဲ့တော့ပြီးရင်ဒီတရားပွဲမပြီးခင်ကိုစာမေးပွဲကစစ်မှာဗျာဟုတ်လားဒုတိယချမ်းသာဒုက္ခ၄မျိုးသွားကြစို့နော်ဒုက္ခမိတိယတာလောကိယထောပိတိယတာဒုက္ခဒုက္ခသာမေညတာလောကိယထောပြမေညတာဒုက္ခလောကီလောကကြီးမှာမိတိယတာမိခင်ကိုပြုစုလှုပ်ကြွရခြင်းသည်ဒုက္ခချမ်းသာ၏အထောထိုမှတပါပိတိယတာဖခင်ကိုပြုစုလှုပ်ကြွရခြင်းသည်ဒုက္ခချမ်းသာ၏လောကီလောကကြီးမှာသာမညတာကျင်စေယဟန်သူတော်ကောင်းတို့ကိုပြုစုလှုပ်ကြွရခြင်းသည်ဒုက္ခချမ်းသာ၏အထောထိုမှတပါပြမေညတာဘုရားပြည့်စုံကဗုဒ္ဓယဟန္တာရှင်သူမြတ်တို့ကိုပြုစုလှုပ်ကြွရခြင်းသည်ဒုက္ခချမ်းသာ၏အဖေကိုပြုစုလှုပ်ကြွရခြင်းအမေကိုပြုစုလှုပ်ကြွရခြင်းသည်ချမ်းသာတယ်ကျင့်စေသူတော်ကောင်းကိုပြုစုလှုပ်ကြွရခြင်းကျင့်ပြီးသူတော်ကောင်းတို့ကိုပြုစုလှုပ်ကြွရခြင်းသည်ချမ်းသာတယ်ချမ်းသာဘယ်နှမျိုးလဲ၄မျိုးအမေကိုအဖေကိုနော်ဒါအမေအဖေတတွဲပေါ့နော်နောက်သာမညတာဗျံမညတာသာမညတာဆိုတာကသူတော်ကောင်းဖြစ်ခြင်းနဲ့စိတ်နဲ့သူတော်ကောင်းဖြစ်ဖို့ကြိုးစားနေကြတဲ့သူတော်ကောင်းတွေဒါဥစဉ်တို့တိတိကျကျပြောရရင်အဲ့ဒီတိုင်းပဲနော်ကျင့်စေယတိယဟန်သူတော်စင်တွေပေါ့ဟုတ်လားဗျံမညဆိုတာကဖရာပြည့်စေကဗုဒ္ဓယဟန္တာကျင့်ကြံကြိုးကိုအားထုတ်လို့တကယ်အာသဝကုန်ခါလို့ယဟန္တာဖြစ်သွားကြတယ်အထွတ်အထိပ်ရောက်သွားကြတဲ့သူတော်ကောင်းကြီးတွေနော်အဲ့ဒီတော့ဦးဇင်းတို့အကျဉ်းမြင်ကျင့်စေကျင့်ပြီးသူတော်ကောင်းလို့သူတော်ကောင်းဘယ်နှမျိုးလဲ2မျိုးအမေရဲ့အဖေရဲ့ကျင့်စေကျင့်ပြီးအဲ့ဒီ4မျိုးကိုပြုစုလှုပ်ကြွေးရခြင်းသည်လောကမှာချမ်းသာတယ်တဲ့အဲ့ဒါလေးကိုဦးဇင်းတို့အနည်းငယ်ပြောမယ်အမေကိုအဖေကိုပြုစုလုပ်ကြွေးရတာဘာကြောင့်ချမ်းသာလဲဆိုတော့ငါလှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်ကိုလုပ်ရပေတယ်လို့ကျင့်နဲ့ငါအပေါ်မှာဘယ်သူနဲ့မှမတူတဲ့မေတ္တာနဲ့ချစ်ခဲ့တဲ့ဘယ်သူနဲ့မှမတူတဲ့ကျေးဇူးတရားတွေနဲ့ကျေးဇူးပြုခဲ့တဲ့ဒီမိခင်အိုဖခင်အိုတို့ကိုငါတတ်ဆွမ်းသမျှမေတ္တာလေးနဲ့ပြုစုကျွေးမွေးရတာအရာတော်တယ်လို့စိတ်ထဲမှာကျင့်နဲ့
အမေဖေကလည်းအော်ငါသားလေးငါသမီးလေးလိမ္မာပေတယ်ကျေးဇူးတိရှာပေတယ်ဆိုပြီးတော့မေတ္တာတွေဖြစ်တယ်အဲ့ဒါလို့အမေမေတ္တာအဖေမေတ္တာကိုကိုရကိုမေတ္တာကိုအမေဖေရမေတ္တာတွေကုလူပြီးတော့အင်မတန်အေးချမ်းနဲ့ချမ်းသာအင်မတန်ကြီးကျယ်တဲ့ကုသိုလ်ဖြစ်တယ်ဟုတ်လားဒါကြောင့်အမေဖေကိုပြုစုလုပ်ကြွေးရခြင်းသည်ချမ်းသာတယ်အမေဖေဆိုတာသားသမီးတွေရဲ့ပုံမှာဘယ်သူနဲ့မှမတူတဲ့မေတ္တာနဲ့ချစ်တာဗျဟုတ်လားဒါလေးကိုစဉ်းစားမိတယ်ဆိုရင်သားသမီးတွေရဲ့စိတ်ထဲမှာကြည်နူးမှုကြည်လင်မှုဖြစ်ပါလိမ့်မယ်ကိုရှင်တို့သုဝဏတာမဇတ်လူတိုင်းကြားဘူးတယ်နော်အေးအဲ့ဒီသုဝဏတာမဇတ်မှာပိဋိယက္ခမင်းကမြားနဲ့ပြည့်လို့သုဝဏတာမမိန်မောနေတော့အမေဖြစ်တဲ့ပုဂ္ဂိုလ်ကပထမဦးစွာသစ္စာမဆိုဘူးလားသစ္စာဆိုတာခုနှစ်ဂါထာရှိတယ်အကုန်လုံးမပြောတော့ဘူးတစ်ခုပဲပြောမယ်ဗျအဲ့ဒီသစ္စာတော်တော်ကြက်တီးထားတယ်ကောင်းတယ်နော်ဘာပြောတော့ဆိုတော့ငါသည်ငါသားသုဝဏတာမကိုငါအသက်ထက်ပိုးပြီးတော့ချစ်ပါ၏ဤမှန်တဲ့သစ္စာတကားကြောင့်ငါသားလေးအသက်ရှင်ပါစေပိဋကရေအပူတွေပြောနေရမယ့်အချိန်မဟုတ်ဘူးနော်သေရေးရှင်ရေးသစ္စာဆိုးနေတာသူသားသုဝဏတာမကိုသူ့အသက်ထက်ပိုးပြီးတော့ချစ်ပါတယ်တဲ့အမေတယောက်ရဲ့သစ္စာတကားအဲ့ဒီသစ္စာကတကယ်မှန်တော့သုဝဏတာမဘယ်ကနေညာကနေပဲပြောင်းပြီးတော့အိတ်တယ်အဲ့ဒီမှာဖေကြီးကလည်းအတက်ပြီးတော့ငါလည်းသစ္စာဆိုမယ်ငါသည်ငါသားသုဝဏတာမကိုငါအသက်ထက်ပိုပြီးတော့ချစ်ပါ၏ဤမှန်တဲ့သစ္စာကကြောင့်ငါသားလေးအသက်ရှင်ပါစေသူသစ္စာကလည်းမှန်တော့စွန့်နေဗျာအစိတ်တွေဟာရင်ဝတိလျှော့ကြဟုတ်လားအဖေမေတ္တာဟာလည်းအမေမေတ္တာနောက်မိတယ်ဆိုတဲ့သက်သေလေးနော်ဟိုကအမေမေတ္တာအမေမေတ္တာအမေမေတ္တာအဖေတွေကမျက်နှာပဲနှာသွားထားရမှမသိဘူးဟုတ်လားဟင်ဒါပေမဲ့အမေမေတ္တာကအဖေမေတ္တာတဲ့ပါပါလေးတော့တာလိမ့်မယ်နဲ့တူတယ်ဗျဟင်ဘယ်မှာဥစဉ်တို့တွေ့ရတော့ဆိုတော့ဟိုသောရိယတထေသာကြားဖို့တယ်ဟုတ်လားယောက်ျားကနေမိန်းမဖြစ်တယ်မိန်းမကနေယောက်ျားပြန်ဖြစ်တယ်ယောက်ျားဘဝနဲ့သား2ယောက်မိန်းမဘဝနဲ့သား2ယောက်ဘယ်သားပိုချစ်လဲလို့မေးတော့ဘလို့ဖြေတော့မိန်းမဘဝကရခဲ့တဲ့သား2ယောက်ကိုပိုချစ်တယ်တဲ့အဲ့ဒါအခိုင်လုံဆုံးသက်သေဒါကမိခင်တွေကိုအားပေးတာမေတ္တာပြန်ရင်ခင်ဗျားတို့ကနိုင်နေဟုတ်လားအေးထားတော့နော်အဲ့ဒါဥစဉ်တို့ပြောချင်တာကဘာလဲမိဘဆိုတာသားသမီးတွေကိုသူတို့အသက်ထက်ပိုပြီးတော့ချစ်မြတ်နိုးတဲ့မေတ္တာရှိတတိယမြောက်သစ္စာဆိုတာကဘယ်လိုလဲသုဝဏတာမရှင်တန်ကြီးအတွက်တတိယမြောက်သစ္စာဆိုတာဘယ်လိုလဲသိပြီးသားထင်လို့ဥစဉ်ကမပြောဘူးလို့အောင်းမိနေတာဘဟုတုံတရီနတ်သမီးဟုတ်လားဘဟုတုံတရီနတ်သမီးကလွန်ခဲ့တဲ့9ဘဝမြောက်ကအမေတော်ခဲ့တာကိုသူကပိုးတောင်ကြက်တီးထားကြရကောင်းသေးတယ်သူလာသစ္စာဆိုတယ်ဗျချစ်လွန်းလို့သုဝဏတာမကိုငါသားသုဝဏတာမကငါသားသုဝဏတာမကိုချစ်တဲ့မေတ္တာမျိုးနဲ့ငါဘယ်သူ့ကိုမှမချစ်ဘူးပါဘူးတဲ့အိမ်မက်တဲ့သစ္စာတကားကြောင့်ငါသားလေးအသက်ရှင်ပါစေအဲ့ဒါဦးဇင်းတို့ကစဉ်းစားကြည့်တယ်ဩအမေတယောက်ရဲ့မေတ္တာဟာ9ဘဝပြောင်းသွားတာတောင်မကုန်သေးပါလားနော်သာသမီများမိခင်ဖခင်ကိုပြုစုလုပ်ကြွေးဖို့ချိုးသားတဲ့စကားပြောဖို့အေးချမ်းတဲ့မေတ္တာလေးတွေပြန်ပေးဖို့မျှော်လင့်ပြီးတော့ဒီအကြောင်းလေးတွေပြောနေတာနော်အေးအဲ့ဒီတော့သုဝဏတာမကလည်းဘယ်လိုသားမျိုးလဲဟင်အမေအဖေကိုလေမွေကနေပြီးတော့နှာနဲ့မှုတ်လို့မျက်စိကွယ်သွားတော့သုဝဏတာမကအမေကြီးအဖေကြီးလို့လိုက်ရှာတော့ဟိုကຫນွေကြိုးလေးခုတ်ပြီးတော့ပြစ်ပေးလိုက်တယ်သုဝဏတာမကဘေးတွေရှိတယ်ငါသားဒီနားမလာနဲ့ဆိုတော့မကတ်ရဲတော့ຫນွေကြိုးခုတ်ပြီးတော့မပေးလိုက်ဘူးလားအဲ့ဒီမှာအနားရောက်တော့အမေဖေမျက်စိကွယ်နေတာမြင်တော့သုဝဏတာမဘာလုပ်လဲငိုလဲငိုတယ်ရေလဲရေတယ်ဘာလို့ငိုတာလဲဘာလို့ရေတာလဲငိုတာကတော့ငငယ်ရွယ်မျက်စိကွယ်သွားတာဝမ်းသာစရာကိစ္စမဟုတ်ဘူးငိုတာကတော့ရှင်းတယ်ဝမ်းနေလို့ငိုတာပေါ့ရေတာကဘာလို့ရေလဲဆိုတော့ငါသည်အမေအဖေကိုအစသာအရာရာကျင်ကြီးကျင်ငယ်ကအစပြုစုလုပ်ကြွေးခွင့်ဒီဟူသောအခွင့်ရေးတူးကြီးကိုရရတော့မယ်ကုသိုလ်ကောင်းမှုတွေအများကြီးရတော့မယ်လို့ရှင်းနှလုံးလို့ရေတာတွေအတူယူစရာမကောင်းဘူးလားအေးအဲ့ဒါလိုသားသမီးမျိုးဖြစ်စေဖို့လိုတယ်နော်အေးထားတော့အမေဖေအကြောင်းပြောရင်လည်းပြောလို့မကုန်နိုင်ဘူးပြီးကြဆိုဗျာအဲ့ဒီ2ခုဟုတ်လားအေးနောက်ပါလဲ9ခုမြောက်နဲ့10ခုမြောက်ချမ်းသာကကျင်စေကျင်ပြီးသူတော်ကောင်းတွေကိုပြုစုလုပ်ကြရခြင်းသည်ချမ်းသာတယ်
ဘာကြောင့်သူတော်ကောင်းတွေကိုပြုစုလုပ်ကြွေးရတာကချမ်းသာတယ်လေပိဋကရေခုဆိုကြပါစို့ဘာသာတရားနော်ဗုဒ္ဓဘာသာတွေအမျိုးမျိုးရှိတယ်နော်ဘာသာတရားတွေကိုလူတွေကိုးကွယ်ကြတယ်အဲ့ဒီဘာသာတရားတွေကိုကိုးကွယ်တော့အဲ့ဒီသူတော်ကောင်းတွေကစားစရာလည်းပေးတာမဟုတ်ဝတ်စရာလည်းပေးတာမဟုတ်နေစရာလည်းပေးတာမဟုတ်ဘာပြုလို့ကိုးကွယ်နေကြရတယ်လဲအားကိုးနေကြရတယ်လဲရှိကပ်နေကြရတယ်လဲမစင်သားတဲ့ဘူးလားစဉ်းစားတဲ့နေလောကကြီးမှာသူတော်ကောင်းဆိုတာကမရှိမဖြစ်လိုအပ်တဲ့အင်္ဂါအစိတ်ပိုင်းတစ်ခုဗျဟုတ်လားဘာဖြစ်လို့လဲဆိုတော့သူတော်ကောင်းဆိုတာမရှိလို့ရှိရင်လောကကြီးဟာဘယ်တော့မှမအေးချမ်းဘူးအမြဲတမ်းပူလောင်နေမှာအမြဲတမ်းရှုပွက်နေမှာအဲ့ဒီသူတော်ကောင်းဆိုတဲ့ပုဂ္ဂိုလ်တွေရှိလို့သူတော်ကောင်းဆိုတဲ့ပုဂ္ဂိုလ်တွေကအသိဉာဏ်တွေဖြန့်ဖြူးနေလို့လောကကြီးကထိုက်တဲ့လောက်ငြိမ်းချမ်းနေတာအေးချမ်းနေတာဟုတ်လားအဲ့တော့သူတော်ကောင်းတွေဟာလောကကြီးကိုဘာလုပ်နေလဲလို့မေးရင်အေးချမ်းမှုတွေငြိမ်းချမ်းမှုတွေကိုဖြစ်စေနေတာလူတွေရဲ့စိတ်ထဲမှာပူလာပြီထောက်တရားမရဖြစ်လာပြီဆိုရင်သူတော်ကောင်းတွေစီကိုအကူအညီတောင်းရတယ်သူတော်ကောင်းတွေပေးတဲ့အကြံဉာဏ်သူတော်ကောင်းတွေပေးတဲ့အသိဉာဏ်နဲ့ကိုယ့်ဘဝလေးကိုတည်ငြိမ်အောင်ရပ်တည်ရတယ်ဒါအင်မတန်လိုအပ်တယ်ဒါကြောင့်သူတော်ကောင်းဆိုတာတွေကိုကိုယ်ွယ်ရတယ်စိတ်ကပ်ရတယ်ဟုတ်ရလားအဲ့တော့ဦးဇင်းတို့သူတော်ကောင်းတွေကိုပြုစုလုပ်ကြွေးရခြင်းဒီချမ်းသာတယ်ဆိုတာလေးနဲ့ပတ်သက်ပြီးတော့သူတော်ကောင်းတွေကလောကကြီးကိုဘာလုပ်တယ်လဲဘာအကျိုးကျေးဇူးပြုတယ်လဲဒီအချက်ကလေးကိုပြောခြင်းအချင်းချုပ်ကလေးနော်သူတော်ကောင်းတွေရှိတဲ့အတွက်ကြောင့်လောကလူသားတ attva တွေဒီနံပါတ်1ကုသိုလ်တိုးတယ်ဘာတိုးတယ်ကုသိုလ်တိုးတယ်သူတော်ကောင်းတွေရှိတဲ့အတွက်ကြောင့်သူတော်ကောင်းတွေကိုလှူရတယ်တန်းရတယ်သူတော်ကောင်းတွေကြောင့်ကုသိုလ်ကောင်းမှုအများကြီးဖြစ်ရတယ်ဟုတ်လားနံပါတ်2သူတော်ကောင်းတွေကြောင့်အသိဉာဏ်တိုးတယ်သူတို့ကငြိမ်းချမ်းစွာနေဖို့အတွက်ဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်ဆိုတာကိုဦးစားပေးပြီးတော့လေ့လာနိုင်တဲ့ကျင့်သုံးနိုင်တဲ့အချိန်ပိုရတယ်တရားဓမ္မတို့ကြတော့စာဝတ်နေရေးရှိတဲ့တာယသမီးရေးစီးပွားရေးတွေရှိတော့စိတ်ရဲ့ငြိမ်းချမ်းမှုအေးချမ်းမှုအတွက်ရှားဖွေဖို့ပြုလုပ်ဖို့အတွက်အချိန်သိပ်ပြီးတော့မရဘူးဒါကြောင့်အေးချမ်းဖို့ငြိမ်းချမ်းဖို့အတွက်မှာသူတော်ကောင်းတွေဟာလောကီလူသားတွေအတွက်အတွေ့အကြုံတွေအများကြီးပို့ပြီးတော့မရှိဘူးလားရှိတယ်ဒါကြောင့်လူသားတွေကိုနံပါတ်1အသိဉာဏ်ပေးတယ်နံပါတ်1ကကုသိုလ်ပေးတယ်နံပါတ်2ကအသိဉာဏ်ပေးတယ်နံပါတ်3ငြိမ်းချမ်းမှုပေးတယ်နော်တာမန်လူသားတွေဟာအချင်းချင်းပေးရင်ပူလာဗျနော်သူတော်ကောင်းတွေကြတော့လောကကြီးကိုပူလောင်မှုဘယ်တော့မှမပေးဘူးဘာကိုပေးတာလဲငြိမ်းချမ်းမှုကိုပေးတာသူတို့ဘာသူတို့ငြိမ်းငြိမ်းချမ်းချမ်းနေတာကိုကစမြင်ရတဲ့လူသားတွေရဲ့စိတ်ထဲမှာအေးချမ်းပြီးတော့အိုးငြိမ်းချမ်းလိုက်တာအားကြတဲ့စိတ်မဖြစ်ဘူးလားတို့ဘဝပူလိုက်တာသူတို့ဘဝငြိမ်းချမ်းလိုက်တာအဲ့ဒီအားကြတဲ့စိတ်ထဲမှာငြိမ်းချမ်းခြင်းစိတ်ကလေးပါတယ်အဲ့ဒီငြိမ်းချမ်းခြင်းစိတ်ကလေးဟာတစ်ချိန်ချိန်မှာငြိမ်းချမ်းအောင်လုပ်လိမ့်မယ်သဘောပေါက်လားဒါကြောင့်မင်္ဂလာတရားတော်ထဲမှာသမဏနိသဒတနာကိလေသာငြိမ်းချမ်းတဲ့ပုဂ္ဂိုလ်ကိုမြင်ရတာဟာမင်္ဂလာရှိတယ်ဒါပြောတာဟုတ်ရဲ့လားအေးဒါကြောင့်သူတော်ကောင်းတွေရဲ့လောကကြီးရဲ့အပေါ်မှာအင်မတန်ကြီးမားတဲ့ကျေးဇူးတရားတွေရှိတဲ့အတွက်ကြောင့်ဘာကြောင့်ကျေးဇူးတရားတွေရှိတယ်လို့ပြောရလဲကုသိုလ်ပေးတယ်အသိဉာဏ်ပေးတယ်ငြိမ်းချမ်းမှုပေးတယ်အဲ့ဒါလိုမျိုးတန်ဖိုးကြီးအရာတွေအများကြီးပေးလို့ကျေးဇူးကြီးတဲ့အတွက်ကြောင့်သူတော်ကောင်းတွေကိုပြုစုလို့ကြွေးရခြင်းဒီချမ်းသာတယ်တဲ့တိုးသွားပြီနဲ့တူတယ်ဗျတရားကဟင်အဲ့တော့အမေကိုအဖေကိုကျင့်စေကျင့်ပြီးသူတော်ကောင်းကိုပြုစုလို့ကြွေးရခြင်းဒီချမ်းသာတယ်တဲ့အဲ့တော့ချမ်းသာ၄ပါးအလဲဂါထာပထမဂါထာနဲ့ပေါင်းလိုက်တော့ချမ်းသာဒုက္ခဘယ်နှပါးဖြစ်သွားမလဲ၈ပါးဖြစ်သွားတယ်ဟုတ်ရဲ့လားအေး12ပါးဆိုတော့နောက်ထပ်ဘယ်နှပါးကျန်သေးတယ်၄ပါးကျန်သေးတယ်အချိန်နဲ့အန်ကိုက်ဖြစ်အောင်ကြည့်ပြောရတယ်နော်ပြောကောင်းနိုင်လဲတွန်းပြောရင်နောက်ဟာတွေပြောစရာအချိန်မရှိမှဆိုလို့ဟုတ်ရဲ့လားအေးနောက်ဆုံးချမ်းသာ၄ပါးဒုက္ခယဝဇရာတိလံဒုက္ခံတတ္တပဋိဋ္ဌိတာဒုက္ခောပညာယပတိလာဘောပါပါဏံအကရဏံဒုက္ခံသီလံကိုခြင်းတရားသည်ယဝဇရံဩတိတိုင်အောင်ဒုက္ခံချမ်းသာ၏တတ္တာယုံကြည်မှုဆိုတဲ့တရားတရားသည်
ပဋိဋ္ဌိတာတည်တံ့ခိုင်မြဲနေသည်ရှိသောဒုက္ခချမ်းသာ၏ပညာယပฏิလာဘောအသိဉာဏ်ပညာကိုရခြင်းသည်ဒုက္ခချမ်းသာ၏ပါပါဏံမကောင်းမှုတို့ကိုအကရဏမပြုလို့ရခြင်းသည်ဒုက္ခချမ်းသာ၏ဒီချမ်းသာ၄ပါးမှတ်ဖို့နည်းနည်းခက်ပါတယ်ဒါကြောင့်တည်တည်ချာချာလေးစုစိုက်ပြီးတော့မှတ်ကြည့်မယ်နော်ဒုက္ခံယာဝစရာတိလံတိလဆိုတဲ့ကိုယ်နဲ့နှုတ်ကိုစောင့်ထိန်တဲ့ကိုကျင့်တရားသည်အိုရိတိုင်အောင်ချမ်းသာတယ်အိုရိတိုင်အောင်ဆိုတဲ့စကားလေးကိုမမေ့ခင်နဲ့နော်နံပါတ်1နော်ဒီ၄ပါးထဲမှာနံပါတ်1ကိုကျင့်တရားသည်အိုရိတိုင်အောင်ချမ်းသာတယ်ဒုက္ခတတ္တပဋိဋ္ဌိတာယုံကြည်မှုဆိုတဲ့တရားတရားသည်ခိုင်မြဲနေရင်ချမ်းသာတယ်ခိုင်မြဲနေရင်ဆိုတဲ့စကားကိုမမေ့ခင်နဲ့ဟုတ်လားပညာယပฏิလာဘောမသိသေးတာကိုသိလိုက်ရတယ်ဆိုတဲ့အသိဉာဏ်ကိုရခြင်းသည်ချမ်းသာတယ်ဟုတ်လားပါပါဏံအကရဏံဒုက္ခမကောင်းတာကိုမလုပ်လိုက်ရခြင်းမကောင်းတာကိုမပြောမိလိုက်ရခြင်းမကောင်းတာကိုမတွေးလိုက်ရခြင်းသည်ချမ်းသာတယ်ဘယ်နှပါလဲ၄ပါးအဲ့ဒါလေးကိုဦးဇင်းတို့လက်ကျန်အချိန်ကလေးမှာနည်းနည်းရှင်းကြည့်မယ်နော်ကိုကျင့်တရားဆိုတဲ့သီလဟာအိုသည့်တိုင်အောင်ချမ်းသာတယ်တဲ့ကိုကျင့်တရားဦးဇင်းတို့အကျေမရှင်းပါဘူးနော်ကိုယ့်ရဲ့ကာယကံကိုယ့်ရဲ့ဝစီကံကြောင့်တပါးသောတတ္တဝါတွေဒုက္ခမရောက်ပါစေနဲ့ဆိုတဲ့စေတနာမေတ္တာနဲ့ကိုယ့်အလုပ်ကိုယ့်အပြောကြောင့်လောကကြီးဆင်းရဲမသွားအောင်စောင့်ထိန်နေတာအဲ့ဒါပါလေကိုကျင့်တရားမတတ်ဘူးမခိုးဘူးကာမမဖောက်ပြန်ဘူးလိမ့်လည်းမပြောဘူးဟုတ်လားအဲ့လိုကာယဒုစရိုက်ဝစီဒုစရိုက်တည်ငြိမ်းအောင်ကျင့်သုံးတာဒီကိုကျင့်တရားဆိုတဲ့သီလအဲ့ဒီသီလဒီချမ်းသာတယ်လို့ရိုးရိုးမပြောဘဲနဲ့ဘယ်လိုပြောထားလဲအိုသည့်တိုင်အောင်ချမ်းသာတယ်လို့ပြောတယ်ဘာကြောင့်အိုသည့်တိုင်အောင်ဒီစကားလေးထည့်ရလဲဆိုရင်ကျင့်တဲ့တရားတွေကအိုသည့်တိုင်အောင်မချမ်းသာလို့နေမှာပေါ့ဗျဟုတ်လားတိတိကျကျစဉ်းစားကြည့်တော့လဲမှန်တာပဲလောကီတရားတွေဟာအိုသည့်တိုင်အောင်မကောင်းပါဘူးနော်အသက်ကြီးလာပြီဆိုရင်မျက်လုံးတွေကကောကြည့်လို့ကောင်းသေးလားမကောင်းတော့နားတွေကကောနားထောင်လို့ကောင်းသေးလားမကောင်းတော့ဘူးစိတ်တွေကကောတွေးလို့ကောင်းသေးလားခြေထောက်တွေကကောသွားလို့ကောင်းသေးလားမကောင်းတော့ဘူးသွားလို့မကောင်းလာလို့မကောင်းပြောလို့မကောင်းဆိုးလို့မကောင်းမြင်လို့မကောင်းကြားလို့မကောင်းတွေးလို့မကောင်းဘာမှမကောင်းတော့ဘူးဒါအသက်ကြီးလာတဲ့လူတွေကိုတိတိကျကျကြည့်ကြည့်တနာစရာလည်းအင်မတန်ကောင်းတယ်တန်ဝေကလည်းရစရာကောင်းတယ်ကိုလည်းအဲ့ဒီလမ်းရှောင်နေတာဟုတ်လားအိုးလာရင်ဘာမှမကောင်းတော့ဘူးဟုတ်လားစားကြရလေးကောင်းကောင်းလေးစားမယ်ဆိုတော့ကောင်းသေးလားအစားကမကောင်းတာလားကိုယ်ကမကောင်းတာလားကိုယ်ကမကောင်းတော့တာဘေးကတွေဘလောက်ကောင်းကောင်းပြည့်တဲ့ရင်အိုးလာပြီဆိုရင်ဘာမှမကောင်းတော့ဘူးအဲ့ဒီအချိန်မှာဘာကိုအကောင်းလုပ်ပြီးတော့နေကြမှာလဲဒါလေးစဉ်းစားရကောင်းတယ်နော်ဒီကကြီးမိုက်မြတက်ကြီးလာရင်ဘေးကလူတွေနဲ့ဆက်ဆံလို့လည်းသိမကောင်းတော့ဘူးတက်ကြီးတဲ့လူတွေကနေရာတကာသိခြင်းဘေးကလူတွေကရှုပ်တယ်ဆိုတော့ငေါ့ထုတ်ဒီကကြီးမိုက်မြတနာစရာမကောင်းဘူးလားအဲ့တော့အသက်ကြီးလာလို့ရှိရင်ဘာမှလူမှုကိစ္စတွေမသိချင်တာအကောင်းဆုံးပဲလူငယ်တွေနဲ့ရင်ပေါင်းမတန်းတော့နဲ့အဲ့ဒီအချိန်ဟာတရားလေးနဲ့နေရမယ့်အချိန်တဘာဝတရားကြီးကအဲ့ဒါလိုမျိုးသတ်မှတ်ထားတယ်လို့တွေးပြီးတော့အဲ့ဒီအချိန်တော့အေးအေးချမ်းချမ်းနေလိုက်တာဟာအကောင်းဆုံးပဲအကောင်းဆုံးပဲဆိုတာနဲ့မနေနိုင်ဘူးဆိုရင်တော့လူငယ်တွေရဲ့အငေါ့ကိုခံရမှာပဲဟုတ်လားဒါကြောင့်အသက်ကြီးလာတဲ့အခါမှာငါငယ်ငယ်တုန်းကစပြီးတော့ဘယ်သူမှဒုက္ခမပေးခဲ့ဘူးကိုကျင့်တရားနဲ့ပြည့်စုံခဲ့တယ်လို့အကယ်၍သီလနဲ့ပြည့်စုံခဲ့မယ်ဆိုရင်ကျန်တာတွေဘာမှမကောင်းရင်နေပဲစီကိုယ့်ရဲ့ကောင်းခဲ့တဲ့သီလလေးကိုတွေးပြီးတော့ကျင့်တတ်မှုမရနိုင်ဘူးလားရတယ်ဒါကြောင့်သီလသည်အိုသည့်တိုင်အောင်ကောင်းနေတဲ့ဒီပြင်အစင်တရားတွေကအသက်ကြီးလာရင်ဆင်ထားတာသိပြီးတော့ကြည့်ရတာဟန်မရသီလကတော့ဘယ်အရွယ်ပဲဆင်းကြည့်လို့သိကောင်းတယ်ဒါကြောင့်အရွယ်မရွေးတင့်တယ်တဲ့အစင်တရားဆိုတာသီလကိုပြောတာလို့ကျမ်းဂန်တွေကအဲ့ဒါလို့ဆိုတယ်ဟုတ်လားဒါကြောင့်တော့ဦးဇင်းတို့ဦးစားပေးပြီးတော့ပြောချင်တာကကြီးလာရင်ဘာမှမကောင်းတော့ဘူးဆိုတာကိုကြိုတင်သဘောပေါက်ပြီးတော့အဲ့ဒီအချိန်မှာကိုယ့်ရဲ့လက်ဆုပ်လက်ကင်
ငါကောင်းခဲ့တယ်ငါမှန်ခဲ့တယ်ငါရိုးသားခဲ့တယ်ဆိုတဲ့ဒီကိုကျင့်တရားသီလတရားလေးလက်ဆုပ်လက်ကန်ရှိအောင်အခုတည်းကစပြီးတော့ကြိုးစားထားဟုတ်ရဲ့လားအဲ့ဒါဆိုရင်အဲ့ဒီသီလအဲ့ဒီကိုကျင့်တရားဒီအိုတဲ့အခါမှာဖေးဖေးမမနဲ့အိုသည့်တိုင်အောင်ကောင်းနေဆိုတာတကယ်ပါလားဆိုတာကိုသဘောပေါက်လာပါလိမ့်မယ်ဟုတ်ရဲ့လားဒါကြောင့်ကိုကျင့်တရားသည်အိုသည့်တိုင်အောင်ချမ်းသာတယ်ယုံကြည်မှုတရားတရားကြတော့ခိုင်မြဲနေမှချမ်းသာတယ်တရားတရားဆိုတာဘာလဲဆိုမြတ်စွာဘုရားရဲ့အည်အသွေးကိုယုံကြည်တာတို့ကိုယ်ကိုယ်တဲ့ဘုရားသည်ကိလေသာလဲကုန်တယ်သိเสียလဲကုန်တယ်လို့ယုံကြည်တာလောဘဒေါသမောဟအငြိအကျေးမရှိတော့ဘူးမသိတာလဲဘာမှမရှိဘူးအဲ့ဒါလို့ဘုရားရဲ့အည်အသွေးဘုရားရဲ့ဂုဏ်ကိုယုံကြည်ရင်တရားတရားအဲ့ဒီနှစ်ချက်ကိုတကယ်ယုံနေဆိုလို့ရှိရင်ဘဝမှာဖြောင်းပြောင်းလေးသွားလို့ရတယ်အဲ့ဒီနှစ်ချက်ကိုတကယ်မယုံတကယ်နားမလဲလို့လူတွေအများကြီးကုတိကွေကောက်နဲ့မဖြစ်တဲ့နာတွေဖြစ်နေတာဟုတ်လားဒါကြောင့်ဘာကိုယုံရမှာလဲဘုရားရဲ့တရားရဲ့သံဃာရဲ့ကိုယ့်ရဲ့ကောင်းနိုင်တဲ့အစွမ်းဟာကိုယ်ထဲမှာရှိတယ်ကိုယ့်အတွက်ဆိုးနိုင်တဲ့အစွမ်းဟာလည်းကိုယ်ထဲမှာရှိတယ်လို့ယုံကြည်ပြီးတော့ကောင်းနိုင်စွမ်းကိုပြုစုပြောထောင်ရမယ်မကောင်းနိုင်စွမ်းကိုတဖြည်းဖြည်းနဲ့နည်းသွားအောင်နှိပ်ကွပ်ပေးရမယ်အဲ့ဒီလိုယုံတာကိုတတ္တတရားအဲ့ဒီတရားတရားသည်ခိုင်မြဲနေမှချမ်းသာရည်တဲ့တခါတလေတော့ရှိတယ်တခါတလေတော့လည်းပြောင်းနေတာပုထုဇဉ်ရဲ့တရားတရားဟာဖွဲပုံထဲမှာစိုက်ထားတဲ့ငုတ်တိုင်တိုင်လိုပဲတဲ့နော်သိပြီးတော့ကိုယ့်ကိုယ်ကိုအထင်ကြီးလို့မရဘူးနော်တခါတလေရင်းရိုင်တက်တယ်ဟုတ်လားအဲ့တော့ရင်းရိုင်တက်တဲ့တရားတရားကိုမရင်းရိုင်တက်အောင်ဉာဏ်ပညာနဲ့ထောက်ပေးပြီးတော့ကိုယ့်ရဲ့တရားတရားကိုခိုင်မြဲအောင်လုပ်မယ်ဆိုရင်10ခုမြောက်ချမ်းသာကိုရမယ်ဟုတ်ရဲ့လားသီလသည်အိုသည့်တိုင်အောင်ကောင်းတယ်ဟုတ်လားချမ်းသာတယ်နောက်တရားတရားသည်ခိုင်မြဲနေရင်ချမ်းသာတယ်နောက်ဦးဇင်းတို့7ခုမြောက်ချမ်းသာသွားကြမယ်နော်ပညာယပတိလာဘောဉာဏ်ပညာကိုရခြင်းသည်ဝါမတိသေးတာကိုသိရခြင်းသည်ဒုက္ခချမ်းသာ၏အသိဉာဏ်ပညာကိုရလျက်ခြင်းသည်ချမ်းသာတယ်ပိဋကမြင်ရတာလည်းမဟုတ်ကြားရတာလည်းမဟုတ်စားရတာလည်းမဟုတ်ထိရတာလည်းမဟုတ်အသိဉာဏ်ကိုရတာကိုချမ်းသာတယ်လို့ပြောနေတယ်ဗျာမြတ်စွာဘုရားကဟုတ်တာပေါ့လောကမှာအကောင်းဆုံးချမ်းသာသည်သိလိုက်တဲ့အရာကိုသိလျက်ခြင်းသည်အကောင်းဆုံးပဲနော်နောက်ဆုံးသစ္စာကိုသိရမယ်ဆိုရင်တော့အကောင်းဆုံးပေါ့နိဗ္ဗာန်ကိုသိရမယ်ဆိုရင်တော့အကောင်းဆုံးပေါ့နော်ဒါအသိဉာဏ်ဆိုတာသူ့ level နဲ့သူအများကြီးရှိတယ်လေဟုတ်လားလောကီကိစ္စဘာလို့ရင်ဘာဖြစ်မယ်လို့အကျိုးနဲ့အကြောင်းကိုသိတယ်ဆိုရင်လည်းဒါပါလေပညာပေါ့နော်နောက်ဆုံးနိဗ္ဗာန်ကိုသိတယ်ဆိုရင်လည်းဒါလည်းပါလေပညာပဲနော်အဲ့ဒါကြတော့မဲ့ပညာဖို့ပညာလို့ခေါ်မှာပေါ့ဟုတ်လားဘယ်လိုအသိပဲဖြစ်ဖြစ်ပညာဆိုတာကောင်းတာပဲရှိတယ်မကောင်းတာမရှိနော်အဲ့တော့အဲ့ဒီအသိအဲ့ဒီပညာရလိုက်တယ်ဆိုရင်အင်မတန်ကျင့်တတ်တယ်နော်အဲ့ဒီမှာဦးဇင်းတို့ဘဝရဲ့အကြောင်းလောကရဲ့အကြောင်းကိုသိရရင်တော့အကောင်းဆုံးပညာပဲတကယ်တမ်းကတော့ဘဝဟာမာယာသဘောပဲအလိမ်အညာသဘောပဲမြင့်လှဲ့သဘောပဲဘဝဆိုတာနော်ဒကာဓမ္မတို့ဦးဇင်းတို့ကိုလိမ်ညာနေတာသဘောတရားတွေကဘယ်လိုလိမ်ညာနေလဲမမြဲတာကိုမြဲတယ်လို့ထင်တယ်ဟုတ်လားထင်အောင်ဆင်းရဲတာကိုချမ်းသာတယ်လို့ထင်အောင်လှည့်စားနေတယ်မခိုင်မာတာတွေကိုခိုင်မာနေတာအနှစ်သာရမရှိတာတွေကိုအနှစ်သာရရှိတယ်လို့မကြီးကျယ်တာတွေကိုကြီးကျယ်တယ်လို့ထင်အောင်အမျိုးမျိုးလှည့်စားနေတာဘယ်သူကလှည့်စားတာတော့ဆိုတော့သင်ညာကလှည့်စားတယ်စိတ်ဝိညာဉ်ကလှည့်စားတယ်ဒါကြောင့်စိတ်ဒီမျက်လှည့်နဲ့တူတယ်သင်ညာဒီတန်လှက်နဲ့တူတယ်ဟောထားတာတွေကြားဘူးတယ်မဟုတ်လားနော်အတာတံတာတရူပေနပိယရူပေနအပိယံဒုက္ခဒုက္ခတာရူပေနပမတ္တမတိဝတ္တတိဥဒ္ဒပါဠိတော်မှာမြတ်စွာဘုရားဥဒ္ဒကျူထာတာရှိตาယာစရာမကောင်းတဲ့အရာတွေကตาယာစရာကောင်းတဲ့လူနဲ့မေ့နေတဲ့လူတွေကိုလှည့်နေတယ်လိမ့်နေတယ်ချစ်စရာမကောင်းတဲ့အရာတွေကချစ်စရာကောင်းတဲ့ပုံစံဖန်ဆင်းပြီးတော့တတ္တဝါတွေမေ့နေတဲ့တတ္တဝါတွေကိုလှည့်စားနေတယ်ဆင်းရဲတဲ့တရားတွေကချမ်းသာသလိုလိုဟန်ဆောင်ပြီးတော့မေ့နေတဲ့တတ္တဝါတွေကိုလှည့်စားနေတယ်မေ့နေတဲ့လူတွေအကုန်လုံးအလိမ်မိမယ်မမေ့တဲ့လူဘယ်တော့မှအလိမ်မခံရဘူးအဲ့ဒီခါထာလေးကအဲ့ဒါလို့ဆိုတာဟုတ်လားဒါကြောင့်လောကကြီးကမာယာသဘောပဲမျက်လှည့်သဘောပဲအဲ့ဒါကိုသိတယ်ဆိုရင်အင်မတန်ကျဉ်တတ်တယ်သိရင်သူကမာယာလို့မရတော့
မတိသေးခင်သာမာယာဖြစ်မာယာရဲ့လှည့်သားမှုကိုခံရတာကိုဦးဇင်းတို့မျက်လှည့်ပြတယ်ဟို TV တွေဘာတွေထဲမှာမျက်လှည့်ပြပြီးတော့နောက်ရက်ကြတော့ဒီမျက်လှည့်ကိုဘယ်လိုလှည့်တာပါလို့ပြတာတွေကြည်ဘူးတယ်နော်ဒီလူတွေအဲ့ဒါလေးစဉ်းစားကြည့်မျက်လှည့်ပြတယ်စက္ကူကနေပစံဖြစ်တယ်ထရွက်6ကနေ9လေးဖြစ်သွားတယ်ဦးဇင်းတစ်ခါကြည့်လိုက်ရတယ်လေဘူးပေါင်းလေးကိုတန်ကြုံနဲ့ထိုးတာမပေါက်ဘူးဗျာဘယ်လိုမျက်လို့လည်းမသိဘူးအော်တယ်မျက်လှည့်မသိခင်မှာမာယာကကိုယ့်ကိုလှည့်စားတာအဖြေမပေါ်ခင်မှာမသိခင်မှာဘာဖြစ်လဲအော်တယ်နော်အော်လိုက်တာကြည်ဘူးပါတယ်ဒီလူတွေမျက်လက်တွေနော်ဒေးဗစ်ကိုပါပြီးတော့ကြည်ဘူးတယ်မဟုတ်လားအော်စရာမကောင်းဘူးလားမသိသေးခင်မှာမျက်လှည့်ကိုမသိသေးခင်မှာအော်တယ်နောက်နေ့ကျတော့အဲ့ဒီလေးဦးပေါင်းလေးကိုဘယ်လိုဖောက်တော့နော်တင်းတဲ့နေရာကမပေါက်ဖ ೇನೆ ရိုးတဲ့နေရာထိုးဦးစင်းနဲ့ထိုးကြည့်တယ်မပေါက်အဲ့ဒီကြတော့ကျင်နဲ့ဒီလိုလောက်တာပါလားအော်တဲ့သဘောမရှိတော့ဘူးပေးလိုက်ရင်ဘာဖြစ်တဲ့သဘောဖြစ်တော့ကျင်နဲ့တဲ့သဘောရှိတယ်အလိမ်ပြေးသွားတော့ကျင်နဲ့တယ်အလိမ်မိနေတော့မှသိအော်တယ်အော်တာနဲ့ကျင်နဲ့တာနဲ့ဘယ်ဟာကရတာရှိပေးတတ်တော့တော်ပါတယ်နော်အော်တာနဲ့ကျင်နဲ့တာကကောင်းနေဗျဒါဥစဉ်ကအပေါ်ယံလေးပြောတာနော်လေးလေးနက်နက်ပြောတာမဟုတ်ဘူးနော်အဲ့ဒါလိုပဲဘဝအကြောင်းလောကအကြောင်းခန္ဓာအကြောင်းကိုမသိသေးခင်ကသိအော်တယ်အခုလူတွေဦးဇင်းတို့လည်းမသိသေးပါဘူးနော်တခါကြီးလူမကြီးတို့မသိသေးတော့အော်တယ်တယောက်ကကိုယ့်ကိုလှည့်သားသွားပြီဟိုတူအော်တယ်လှုပ်ရက်တယ်အမေအော်နေတာဘာလို့အော်တာလဲဒီလိုလုပ်မယ်လို့ထင်မှမထင်ပဲကိုအဲ့ဒါကပုံမှန်လူတယောက်ကကိုယ့်ကိုလိန်သွားတာပဲရှိသေးတယ်နော်ကိုယ်ခန္ဓာကြီးကိုယ်စိတ်ကြီးကကိုယ့်ကိုပြန်လိန်နေတာအော်တယ်အော်နေတာအဲ့ဒါတွေကိုကိုကဝိပဿနာတရားနဲ့ဓမ္မမဟုတ်ရင်လည်းအသိဉာဏ်တွေကြီးလာလို့လောကကြီးရဲ့သဘောကဒီလိုရှိတာကိုဒါတွေကသိမဆမ်းပါဘူးဒါဖြစ်ရုပ်ဖြစ်ရှင်ပဲလို့သိသွားပြီဆိုတော့အော်သေးလားမအော်ပဲနဲ့ဘာဖြစ်တော့ရှင်းတတ်တယ်နားလေတယ်သိတယ်နားလေတာနဲ့တပြိုင်နက်တည်းခွန့်လွတ်တယ်ဆိုတာတွေဖြစ်လာတယ်သီးခံတယ်ဆိုတာတွေဖြစ်လာတယ်သိကောင်းတယ်နားလေတယ်ဆိုတာဘုရားဒီအသီးခံနိုင်ဆုံးပဲဘာလို့လဲဆိုနားအလဲဆုံးဖြစ်လို့ဒါကြောင့်အသိဉာဏ်ရဲ့အကျိုးကျေးဇူးပြောရင်ကုန်နိုင်ပေါ်ရမရှိနော်ဒါကြောင့်ဦးဇင်းကမျက်လှည့်လေးနဲ့ကပ်ပြီးပေါ်ရမရှိနော်ဒါကြောင့်ဦးဇင်းကမျက်လှည့်လေးနဲ့ကပ်ပြီးတော့ပြောပါတယ်နော်မသိရင်အော်တယ်သိရင်ကျင်နဲ့လောကကြီးကမာယာသဘောပါအလိမ်ညာသဘောပါအဲ့ဒါကိုသိအောင်တရားဓမ္မတို့ဦးဇင်းတို့တွေဖရာရဲ့တရားတော်ကိုအမိပြုပြီးတော့အလိမ်ပြေအောင်အညာပြေအောင်အမှန်သိအောင်မကြိုးစားတဲ့မူလားကြိုးစားတဲ့နေအဲ့ဒီလိုကြိုးစားရင်နဲ့မသိသေးတာလေးတိုးသိလာဒါလေးငကောကမသိသေးဘူးခုသိလာတယ်အဲ့ဒီလိုသိလိုက်တာနဲ့တပြိုင်နက်တည်းတစ်ချက်သိရင်တစ်ချက်ချမ်းသာတယ်ဒါကြောင့်မရသေးတာကိုမရသေးတဲ့အတိကိုရခြင်းသည်ချမ်းသာတယ်တဲ့ဦးဇင်းကတော့ဂတိပြက်ပြီဗျာတဏှာကြီးခွဲသွားပြီချမ်းသာကတပားပဲကကတတ်ကြမ်းနေတယ်ဟင်ဒီကကြီးမိုက်များဦးဇင်းကိုခွန့်လွတ်လိုက်မယ်ထင်ပါတယ်နော်သုံးအောင်တော့ပြောပြရစီဟုတ်လားပါပါဏအကရဏံဒုက္ခံပါပါဏမကောင်းမှုတို့ကိုအကရဏမပြုလို့ရခြင်းသည်ဒုက္ခံချမ်းသာ၏နောက်ဆုံးချမ်းသာတနည်းအားဖြင့်အကောင်းဆုံးချမ်းသာနော်ဗါတဲ့အကောင်းဆုံးချမ်းသာလောကမှာတကယ်ချမ်းသာတယ်ဆိုတာမကောင်းတာမလုပ်လိုက်ရတာချမ်းသာမကောင်းတာဆိုတော့ဒကာကြီးဒီမကြီးများကအကြီးလို့သွားထင်မှာဆိုရတယ်မကောင်းမှုကအကြံဉာဏ်၃မျိုးရှိတယ်ကာယကံမကောင်းမှုဝစီကံမကောင်းမှုမနောကံမကောင်းမှုတတ်နေမှမကောင်းတာခိုးနေမှမကောင်းတာမဟုတ်ဘူးနော်အနှစ်မရှိတဲ့စကားတွေပြောနေရင်လည်းမကောင်းတာကာယကံဝစီကံတော့ထိန်းနိုင်ပါပြီစိတ်ထဲမှာလောဘတွေဖြစ်တယ်မကျေနပ်မှုတွေဖြစ်တယ်မေ့လျော့မှုတွေဖြစ်နေတော့စိတ်ထဲမှာမကောင်းမှုတွေဖြစ်နေတာအဲ့တော့တကယ်တန်ရှင်းစင်ကြယ်ဖို့တကယ်မကောင်းတာမဖြစ်ဖို့ဆိုတာကယဟန္တာဖြစ်မှမကောင်းတာကကုန်တာဟုတ်ရဲ့လားသောတာပန်တောင်မှအကုသိုလ်တွေဖြစ်နိုင်သေးတယ်မဟုတ်လားအကုသိုလ်ဖြစ်နေတဲ့အချိန်မှာသောတာပန်လည်းပဲသောတာပန်နဲ့အားလျော်ဆိုတာနည်းနည်းတော့ဆင်းရဲဥမှာပဲလေဒီမှာမြတ်စွာဘုရားကမကောင်းတာကိုအကုန်လုံးရှောင်လိုက်နိုင်ရင်အဲ့ဒါချမ်းသာတယ်အရိယာဖြစ်တဲ့ပုဂ္ဂိုလ်တွေကတော့သူတို့ကတော့သောတာပန်ဆိုလို့ရှိရင်၅ပါးသီလကိုအသက်တာအသေးခံပဲဘယ်တော့မှအဖောက်ဖြစ်တော့ဘူးတမင်အောင်ဤဆောင်စည်းနေတာမဟုတ်လှုပ်ချင်စိတ်ကိုမရှိတော့ဘူးသူဟာကအဲ့လိုယဟန္တာဖြစ်သွားပြီဆိုရင်တော့မကောင်းတာကတမင်ရှောင်စရာဘာမှမလိုတော့ဘူးဘာမှမရှိတော့ဘူးသူတို့ကတော့
မဉ္ဇဉ်ဘုံဉာဏ်ရဲ့အစွမ်းတတ္တိကြောင့်မို့လို့ဦးဇင်းတို့မကောင်းတာတွေကလုံးဝသမုတ်စေရပဟံအဖြစ်လုံးဝပယ်ထားတာလုံးဝမရှိတော့ဘူးတရားဓမ္မတို့ဦးဇင်းတို့ကြတော့သမုတ်စေရပဟံနဲ့မပယ်ရသေးတော့အနုတ္တယသဘောနဲ့စိတ်ထဲမှာမကောင်းတာတွေကရှိမနေဘူးလားရှိနေတယ်အဲ့တော့မကောင်းတာကိုဘယ်လိုခွာရမှာတော့ဆိုတော့မကောင်းတာတွေဖြစ်ခြင်းစိတ်ပေါက်လာပြီလှုပ်ခြင်းစိတ်ပေါက်လာပြီပြောခြင်းစိတ်ပေါက်လာပြီကြံခြင်းစိတ်ပေါက်လာပြီဆိုရင်မကောင်းတာတွေဟာပူလောင်စေတတ်တယ်လို့နားလည်ပြီးတော့အဲ့ဒီမကောင်းတာတွေကိုဒါစီရမဖြစ်အောင်ကြိုးစားရဟုတ်လားကာယကံဝစီကံမကောင်းမှုမဖြစ်အောင်ကြတော့သီလနဲ့ဒါစီရမယ်မနောကံထဲမှာတောင်းကျမ်းနေတဲ့မကောင်းမှုကိုကြတော့တမာတိနဲ့ဒါစီရမယ်အနုတ္တယသဘောမျိုးနဲ့ဟုတ်လားဖြစ်ခွင့်ကြုံရင်ဖြစ်မယ်ဆိုတဲ့သဘောမျိုးနဲ့ကိန်းနေတဲ့အနုတ္တယကိလေသာမျိုးကြတော့ပညာနဲ့အဘိဓာဒါစီရတယ်ဟုတ်ရလားဒါကြောင့်အဲ့လိုသီလသမာဓိပညာဒီမကောင်းမှုကိုဖယ်ရှားနိုင်တဲ့အင်မတန်အစွမ်းထက်တဲ့ဒီသိက္ခာ၃ပါးနဲ့ဒကာဓမ္မတို့ဦးဇင်းတို့တွေဟာကိုယ့်ရဲ့ကာယကံဝစီကံမနောကံမကောင်းမှုတွေကိုတားနိုင်ရင်တားနိုင်တဲ့လောက်ချမ်းသာဒုက္ခကိုရမယ်ဟုတ်လားဒါကြောင့်ဦးဇင်းတို့သိတာထင်ရှားတာကတော့ကာယကံဝစီကံလောက်ကိုထိန်းနိုင်တယ်ဆိုရင်ပဲစိတ်ထဲမှာအင်မတန်ကျဉ်တတ်ပါတယ်ငါဘယ်သူမှမကောင်းတာမလုပ်ဘူးမကောင်းတာမပြောဘူးမနောကံတွေပါထိမ့်သိမ့်နိုင်မယ်ဆိုရင်တော့တော်တော်ကြီးကိုကျဉ်တတ်ပြီးတော့စိတ်ထဲမှာအေးချမ်းမှုအများကြီးရမယ်တော်တော်ကြာကြာထိန်းထားနိုင်ရင်တော်တော်ကြာကြာရမယ်ဒါတွေကိုလက်တွေ့ပိဋကပေါင်းသူတော်ကောင်းတို့ထောက်ခံနိုင်အောင်ကြိုးစားကြည့်ပါဟုတ်လားဒါကြောင့်12ခုမြောက်ချမ်းသာသည်မကောင်းတာကိုမလုပ်ရခြင်းသည်ချမ်းသာတယ်တဲ့အပေါ်ယံလောက်တင်မစင်စားဘဲနဲ့တကယ်လက်တွေ့ကျင့်သုံးမယ်ဆိုတဲ့စိတ်ကူးကလေးနဲ့စဉ်းစားကြည့်ပါဟုတ်ရဲ့လားချမ်းသာဒုက္ခဘယ်နှမျိုးရှိသွားပြီ12မျိုးရှိသွားပြီတဏှာကြီးခွဲပြီးလို့9မိနစ်ရှိသွားပြီကဲရှာမိုးရဲကလည်းမစစ်လို့မဖြစ်ဘူးဗျဟုတ်လားနံပါတ်1အမှုကိစ္စကြီးငယ်တစုံတရာကျုံးလာရင်မိတ်ဆွေကောင်းရှိမှချမ်းသာမယ်ဟုတ်လားရသမျှနဲ့ရောင်ရဲနိုင်ရင်ချမ်းသာမယ်ကွယ်လွန်ကားဤခါမှာကုသိုလ်ကောင်းမှုသည်ချမ်းသာတယ်ဘဝတန်တရားဝဆင်းရဲကိုဖယ်ရှားလျက်ခြင်းသည်ချမ်းသာတယ်၄မျိုးအမေကိုအဖေကိုကျင့်စေကျင့်ပြီးရဟန္တာနော်သူတော်ကောင်းတွေကိုပြုစုလုပ်ကြွေးရခြင်းသည်ချမ်းသာတယ်၈ပါးနော်ကိုချင်းသီလသည်အိုသည့်တိုင်အောင်ချမ်းသာတယ်ယုံကြည်မှုတတ္တတရားသည်ခိုင်မြဲနေမှချမ်းသာတယ်မသိသေးတာကိုသိလျက်ခြင်းသည်ချမ်းသာတယ်မကောင်းမှုကိုရှောင်ကျဉ်ရခြင်းသည်ချမ်းသာတယ်